အခန်း6စုဤနိုင်ငံတို့ခရီး2009ခုနှစ်မြန်မာပြည်သို့အလဲသွားရန်တန်ခလှုပ်ရှားမှုကတတိပေးလိုက်ခြင်း1988ခုနှစ်ဩဂတ်လ10ရက်နောက်ပိုင်းမှာကတည်းကကျမစိတ်ထဲမှာစုရဲ့နိုင်ငံကိုမြင်ဘူးရောက်ဖူးခြင်းနေခဲ့ပါတယ်စုနေအကျယ်ကျုပ်ကြပြီးနောက်ပိုင်းမြန်မာပြည်အခြေအနေကငြိမ်ကျသွားသလိုရှိပေမယ့်စုရဲ့ဂျပန်မိတ်ဆွေအသီးသီးကမြန်မာဗီဇာလျှောက်ခဲ့ပေမဲ့တယောက်မှဗီဇာမရခဲ့ကြပါဘူးဒီတော့ကျမလည်းဗီဇာမရနိုင်ဘူးလို့ပဲထင်မိပါတော့တယ်တငယ်ချင်းတွေရဲ့အပြောအရလဲအဲ့ဒီအတွေးထင်ကပိုခိုင်မာလာခဲ့တာပေါ့ကျမဗီဇာသွားလျှောက်တော့ရှင်တို့လင်မယားနှစ်ယောက်ရဲ့နာမည်တွေကိုခန်းကြီးလိုရေးပြပါလို့မြန်မာတန်ယုံကခိုင်းတယ်လေရှင်တို့နာမည်တွေကိုဗီဇာမပေးမဲ့ blacklist ထဲမှာထည့်ထားပြီးထင်တယ်ရှင်တို့မြန်မာပြည်ကိုမသွားသင့်ဘူးလို့ပြောပြခဲ့တာကို1996ခုနှစ်မှာတော့ငွေရလူစောနဲ့သူတို့ကနိုင်ငံခြားဧည့်သည်တွေကိုဖိတ်ခေါ်ခဲ့ပါတယ်ဂျပန်လေကြောင်းလိုင်းအားလုံးကလည်းအိုဆာကာနဲ့ရန်ကုန်ကြားမှာတိုက်ရိုက်ပြန်တမ်းမှုတွေတောင်လုပ်လို့ပါပဲကျမသာ tourist တွေကြားမှာလိုက်သွားနိုင်ရင်ဗီဇာရကြင်ရလေမလားပေါ့ဒါနဲ့ပဲစုစီကိုကျမဖုန်းခေါ်လိုက်ပါတယ်တစ်ဖက်ကဖုန်းလက်ခံတဲ့လူငယ်ကစုကိုစိတ်ပါလက်ပါခေါ်ပြီးရှာလေရဲ့ဒါပေမဲ့ဖုန်းလာကင်တာကတော့စုမဟုတ်ပါဘူးစိတ်ပြက်နေတဲ့အတန်နဲ့လူတစ်ယောက်ကဖုန်းကိုဖြေပေးပါတယ်နာမည်ဘယ်လိုပါလဲဒေါန်ဆန်းစုကြည်နဲ့ဘယ်လိုသိတာလဲဘာလဲခမ ्या က journalist လားဘာလဲသူ့အမေတွေနဲ့ပဲကျမမှာတုံရင်လာတော့တာပါပဲရုတ်တရက်သူ့အတန်ပျောက်သွားပြန်ကစုအတန်ပေါ်လာပါတယ်ကျမလည်းဒုံးတီကြီးပဲမြန်မာပြည်ကိုလာလေရမလားလို့မေးလိုက်ပါတယ်ရှင်မလာသေးဘူးရှစ်ပိုက်ဆန်တွေအားလုံးစစ်အစိုးရလက်ထဲရောက်သွားမှာသူတို့ကအားမပေးသင့်ဘူးလို့စုကဒေါသတကြီးပြန်ဖြေလိုက်ပါတယ်10နှစ်လောက်ကွဲကွာနေပြီးတဲ့နောက်စကားပြန်ပြောခွင့်ရတဲ့အခါမှာတော့ဒီတဲ့ပို့ပြီးအဆင်ပြေတဲ့နဲ့မဟုတ်လားရှင်ဘလောက်များစိတ်ပျက်စရာကောင်းလိုက်ပါလိမ့်နော်သူဘာဖြစ်နေတာလဲကျမလည်းစိတ်တွေတူသွားလေရဲ့မြန်မာပြည်ကိုမသွားတော့ဘူးလို့လည်းစိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်မြန်မာစကားတော့လိလာမှဖြစ်မယ်ဆိုပြီးစာအုပ်တအုပ်ဝယ်ခဲ့ပြီးမဲ့နောက်ဆုံးမှာတော့လက်လျှော့လိုက်ရပါတယ်စာအုပ်ကအခုထိစင်ပေါ်မှာဖုံတက်ပြီးရှိနေသေးတာပါအဲ့ဒီနေ့နေရာဒီမှာပဲမိုက်ကယ်ကိုစုနဲ့စကားပြောဖြစ်တဲ့အကြောင်းပြန်ပြောပြလိုက်ပါတယ်မိုက်ကယ်ကတော့ကျမကိုနှစ်သိမ့်လေးရဲ့နူရီကိုရဲ့စိတ်မလောပါနဲ့စစ်အစိုးရမရှိတော့ရင်စာရရွရှိနဲ့ခမ ्या ကိုစုကဖိတ်မှာပါတဲ့ကျမကအဲ့ဒါဘယ်တော့ရဲလဲလို့မေးလိုက်မလို့ပါပဲဒါပေမဲ့အထီးကျန်နေတဲ့မိုက်ကယ်ကိုတော့မမေးရတော့ပါဘူးဘယ်တော့မှမသိခင်မှာပဲမြန်မာပြည်ကိုအလဲသွားဖို့မျှော်လင့်ချက်တွေကုန်သွားခဲ့ပါတယ်15နှစ်ကြာပြီးနောက်2009ခုနှစ်ဩဂတ်လ15ရက်မှာစစ်အစိုးရကဓာတ်ဆီဈေးနဲ့သဘာဝဓာတ်ငွေဈေးတွေကိုကြုံမပြောပဲအစနဲ့ချီကတက်လိုက်ပါတယ်88မျိုးဆက်ចောင်းသားတွေအပါအဝင်လူတို့ကနောက်နေ့တွေမှာဆန္ဒပြတဲ့လမ်းလျှောက်ပွဲကိုလှုပ်တော်တာပါပဲသူတို့ကအလုပ်လည်းမရှိငွေလည်းမရှိနဲ့ဘတ်စကားကတွေတက်သွားတော့ပေးစရာငွေမရှိတဲ့အတွက်လမ်းမဲလျှောက်မယ်ဆိုပြီးလမ်းလျှောက်ကြတာပါဩဂတ်26မှာတော့မင်းကိုနိုင်ကိုကိုကြီးမြအေးဂျင်မီပြုံးချိုတို့တွေအဖမ်းခံရပါတော့တယ်အဲ့ဒီလမ်းလျှောက်လှုပ်ရှားမှုဟာတခြားမြို့တွေကိုပါကူးဆက်ကဘုန်းကြီးတွေចောင်းသားတွေသာမကလူလူလည်းပါလာခဲ့ပါတယ်ဘုန်းကြီးတွေကလည်းတပိတ်မောက်ခါကန်ဆောင်ကြပါတယ်ပခုတ်ကူမှာဘုန်းကြီးတွေကိုအာနာပိုင်တွေကရိုက်နှက်တပ်ဖြတ်တာတွေပါလှုပ်လာတာကြောင့်တန်ဃာတော်တွေရဲ့ဆန္ဒပြမှုဟာပိုပြီးကြီးကျယ်လာခဲ့ပါတယ်အနောက်နိုင်ငံတွေက Saffron Tolerance လို့နာမည်တက်လိုက်ပါတယ်သင်္ကန်းအယောင်ကို Saffron ကြက်သွေးနီလို့ခေါ်လိုက်လို့ပါစက်တင်ဘာ29မှာတော့ဂျပန်ဓာတ်ပုံသတင်းထောက်ကန်ဂျီနာဂါအီဟာသတင်းလိုက်နေစဉ်မှာစစ်သားတယောက်ရဲ့အနီးကပ်ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရပါတယ်အဲ့ဒီပစ်ခတ်မှုဓာတ်ပုံဟာလည်းခဏအတွင်းမှာကဘာကိုပြန့်နှံ့သွားပါတော့တယ်ဓာတ်ပုံထဲမှာတော့ကတ်တရာလက်မော်ပက်လက်လဲကျနေပြီဖြစ်တဲ့သူဟာကင်မရာကင်ထားတဲ့ညာလက်ကိုမိုးကောင်းကင်မော်ထောင်ရက်သားကင်ထားလေရဲ့နိုဝင်ဘာ4ရက်မှာတော့သူ့အတွက်လွမ်းဆွပွဲအခမ်းအနားကိုတိုကျိုမှာကျင်းပပါတယ်တိုကျိုမှာရှိတဲ့မြန်မာတွေနဲ့ဂျပန်ထောက်ခံသူတွေကစုယုံပြီးအခမ်းအနားကိုတက်ခဲ့ကြတာပါကျမတို့လည်းမိတ်ဆွေဟောင်းတွေကိုပြန်တွေ့ရကသူတို့ကအချိန်နေပေးရင်မြန်မာပြည်ကိုအလဲသွားဖို့အကြံပေးကြပါတယ်အဲ့ဒီလိုနဲ့ကျမတို့လည်းမြန်မာပြည်ကိုသွားလဲဖို့ဆုံးဖြတ်ကဗီဇာလျှောက်တော့ခရီးစဉ်စဖို့2ရက်အလိုမှာဗီဇာရခဲ့ပါတယ်သူဝနဘူမီတို့ကျမတို့လည်းမြန်မာပြည်ကိုတကယ်ဥတီသွားနေတာပါလားလို့ကိုဘာသာကိုမယုံနိုင်ပဲလေရင်ခရီးစတင်ပြခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့သုဝနဘူမီလေးစိတ်ကလည်းတစ်နှစ်ကိုလူတန်း40ဝင်ရောက်ဖြတ်သန်းနိုင်လောက်တဲ့အထိကျယ်ဝန်းကြီးမားပါပဲ။ဒါပေမဲ့ကျမကတော့လေးစိတ်ရဲ့နာမည်ဟာထူးဆန်းနေသလိုပါပဲ။
ပါဠိလိုတဝနဘူမီဆိုတာရွှေမြေလို့အဓိပ္ပာယ်ရတာပါရှေးခေတ်မှာမွန်လူမျိုးတွေရဲ့ထီးနှန်းရှိရာကိုတဝနဘူမီလို့ခေါ်ခဲ့တာပါမြန်မာနဲ့ထိုင်းကြားမှာစစ်ပွဲတွေရှိခဲ့တဲ့အတွက်အပြန်အလှန်ကုလူဆက်ဆံမှုတွေများခဲ့ပါတယ်ဒါကြောင့်ဒီနာမည်ကဘယ်သူနာမည်လဲဆိုတာခွဲမရတော့ဘူးထင်ပါရဲ့လေစိတ်စာအုပ်ဆိုင်ထဲမှာတော့မြန်မာပြည်အကြောင်းရေးထားတဲ့အင်္ဂလိပ်စာအုပ်တော်တော်များများကိုတွေ့ရပါတယ်အဲ့ဒီစာအုပ်တွေကိုဂျပန်မှာမတွေ့ခဲ့ရဘူးတော့ဝယ်ခြင်းပေမဲ့မြန်မာပြည်အသွားမှာမို့ဟိုရောက်ရင်စစ်ဆေးတာတွေလုပ်တဲ့အခါအစင်မပြေမှာဆိုလို့မဝယ်ပြစ်တော့ပါဘူးစိတ်မကောင်းစွာနဲ့ပဲဂိတ်ရှိရာသို့ထွက်ခဲ့ရပါတယ်TG 335လေရင်ကခက်ဟောင်းမှာထိုင်းနဲ့ကရမှုထိုင်းနိုင်ငံသားအများပြားနဲ့နိုင်ငံသားတွေလည်းအများကြီးပါပဲဘန်ကောက်ကနေရာအောက်မှာရွှေငွေရတနာရောင်တွေပြန့်ကျဲတောက်ပသလိုရှိနေပါတယ်လေရင်ကအနောက်ဘက်ကိုဥတီပြန်တက်လာမှုတိတ်မကြခင်မှာပဲမှောင်လိုက်လာရကနောက်ဆုံးမဲမှောင်သွားပါတော့တယ်ဒါမြန်မာပြည်ပေါ့ရွှေရောင်ဖျားစီရီတွေနဲ့ရွှေငွေတယံဇာတာတွေပေါ်များတဲ့သူဝနာဘူမိအရက်လို့ပြောရမယ်မြန်မာပြည်လေထိုင်းနဲ့ဘေဂျင်းကန်နေပြီမဲ့ထိုင်းကတော့အနောက်ကဘာဈေးကွက်ကိုအစောကြီးကတည်းကရောက်နေခဲ့ပါတယ်ဒီမှာလဲရှင်းရိုးဆွဲမှုနဲ့ခေတ်သစ်ပြောင်းလဲလူချင်းတွေထိတ်တိုက်တွေးကြတော့ရှက်နီပါတီနဲ့ရှောက်ဝါပါတီရဲ့လို့ဖြစ်နေကြလေရဲ့သူတို့ပြဿနာဖြစ်တိုင်းဆန္ဒပြပွဲတွေအာဏာသိမ်းပွဲတွေနဲ့ဖော်ထုတ်ရန်ဖြစ်ကြပြန်ပါတယ်ထိုင်းတွေဟာဘက်တစ်ဖက်သေးကိုဘက်မလိုက်ဘူးဒါကိုပဲထိုင်းစတိုင်ဒီမိုကရေစီလို့သူတို့ကပြောကြပါတယ်ထိုင်းတွေကသူတို့ဟာအရှိတောင်အာရှမှာနံပါတ်1မို့သုဝနာဘူမိနာမည်ကိုယူတယ်လို့သိရပါတယ်ရန်ကုန်လေဆိပ်ကမထင်မှတ်လောက်အောင်တန့်ရှင်းပြီးကြစ်ကြစ်လေးလေးဖြစ်နေလေရဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းကကျမဟာဒါရိုက်တာချင်းတော်ရိုက်ကူတဲ့သွေးဇက်ကားကိုကြည့်ခဲ့ပူပါတယ်ဒီဇလန်ရဲ့စာရေးသူကဂျာနယ်ကျော်မမလေးဖြစ်ပြီး1983ခုနှစ်ကထွက်ခဲ့ပါတယ်ဂျပန်မင်းကလေးတယောက်ကအင်ဖာတိုက်ပွဲကြောင့်ကြာဆုံးသွားတဲ့သူ့အဖေရဲ့သားတယောက်ကိုမြန်မာပြည်မှာသွားရှာတဲ့အကြောင်းပေါ့သူ့ရဲ့အဖေတူမအေခွဲမောင်ကလေးကိုရှာတွေ့ခဲ့ပေမဲ့အစာပိုင်းမှာသူ့ကိုအတိအမှတ်မပြုခဲ့ကြပါဘူးစိတ်တက်ကြသွားတဲ့ကောင်မလေးကဂျပန်ကိုပြန်ဖို့လေရင်မော်တက်ခံနေမှသူ့ကစကားပြောတဲ့အတွက်မောင်လေးကသူ့ကိုအမလို့ခေါ်ကလာတွေ့တဲ့ဇလန်းလေးပါရုပ်ရှင်ကတပ်ပုံတွေတိတ်လှတာကြောင့်တိတ်ကိုကြည့်လို့ကောင်းခဲ့ပါတယ်မြန်မာပြည်ကိုမတည်သေးတဲ့သူတွေအတွက်ရောက်ဖူးခြင်းစိတ်တွေပေါ်စေနိုင်တယ်လို့တည်ပြီးသူတွေအတွက်အလွမ်းစိတ်တွေဖြစ်စေနိုင်တဲ့ရုပ်ရှင်လို့ပြောရပါမယ်ရန်ကုန်လေဆိပ်ဆောက်လုပ်ရေးကိုဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကမြန်မာကုမ္ပဏီတစ်ခုနဲ့တွဲပြီးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်လေဆိပ်မှာတော့ကျမအတွက်ဘာပြဿနာမှမဖြစ်ဘဲချောမောစွာပဲရန်ကုန်မြို့ထဲခြေချလိုက်နေပါပြီကျမတို့ကိုလူငယ်လေးတစ်ယောက်ကလာကြိုနေပါတယ်လေဆိပ်ထဲကမထွက်ခင်မှာအငှားရင်မောင်းတွေအပြိုင်ဆိုင်လူခေါ်နေတာကိုမြင်ရတာရုရှားကိုသတိရစရာပေါ့ကျမတို့တဲတဲ့ဟိုတယ်ကမြို့လယ်မှာရှိပြီးစူးလီဘုရားကိုမြင်နေရပါတယ်ဟိုတယ်အခန်းကဘုရားထဲမြင်နေတော့ကျမမှာဘုရားကိုလက်အုပ်ချီရတာစောက်ထိုးဖြစ်နေတယ်လို့ပါပဲစုသာဒီအကြောင်းကိုသိရင်ဝေးပန်မှာပဲနော်စူးလီဘုရားကိုတော့ကျမတောင်းပန်ဖြစ်ခဲ့ပါတယ်ရွှေတကုံစေတီတော်နောက်နေ့မနေ့မှာတော့ကျမတို့ကိုဧည့်သည်တွေကရွှေတကုံဘုရားကိုဦးဆုံးခေါ်သွားခဲ့ပါတယ်ကောင်းကင်ပြပြနောက်ခံမှာမီတာ100လောက်မြင့်တဲ့ရွှေရောင်စေတီကြီးကတပ်ပယ်ပွဲရာတင့်တယ်နေလေရဲ့ရင်မြင်တော်ပေါ်မှာတော့စေတီငယ်တွေရောတစောင်းတွေပါရွှေရောင်တောက်ပနေတယ်လို့ရင်ပြင်ကြောက်ပြားကလည်းပူလိုက်တာမှအယမ်းပါပဲကျမတို့လည်းအရေးသေးကနေပဲရှောင်နိုင်ပါတယ်အပူချိန်က30ဒီဂရီကျော်မှုတိတ်ပူလှပါတယ်အဲ့ဒီနေ့ကဒီဇင်ဘာ21ရက်ပေါ့ကျမခင်မွန်ကတော့နမောနမဲနဲ့ခမရတို့စီမှာဘယ်ချိန်ကစောင်းရသေးလဲဗျမေးလေးရဲ့ကျမတို့ရဲ့ဧည့်ကြိုကရီးပြီးအခုအချိန်လေးခမရလို့ဖြေရှာပါတယ်သူကဂျပန်မှာခဏနေခဲ့ဘူးသူပါကျမယောက်ျားကရုရှားမှာအနေများခဲ့တော့ဒီအပူဒဏ်ကိုလုံးဝမခံနိုင်ခဲ့ပါဘူးမော်စကိုမှာနေရတာအပူတက်တာတယ်လို့တစ်ချိန်လုံးပြောနေလေရဲ့ရှင်းရခင်ဘရင်နဲ့ဘရင်မတွေကသူတို့ရဲ့ကိုယ်လေးချိန်နဲ့ဆက်ပြီးရွှေတင်ငန်းတွေကိုကတ်လူခဲ့တာကြောင့်နောင်လူတွေကလည်းသူတို့နိုင်တဲ့လောက်ရွှေတင်ငန်းတွေကတ်ကြတယ်လို့သိရပါတယ်ဒီတော့ကျမအတွက်ရွှေတကုံစေတီတော်ဟာရွှေသားစင်စစ်တွေကိုလက်ဟာပြင်မှာထုတ်ပြထားတဲ့ပြပွဲစံတစ်ခုလိုဖြစ်နေပါတော့တယ်မြန်မာပြည်လွတ်လပ်ရေးရပြီးစားမှာနိုင်ငံရေးပါတီတစ်ခုကရွှေတကုံကရွှေတွေကိုခွာပြီးရမယ်ငွေကိုတိုင်းပြည်အတွက်သုံးမယ်ဆိုတော့ကလူတို့ကကန့်ကွက်ခဲ့တယ်လို့ဆိုပါတယ်စစ်အစိုးရကတော့အဲ့ဒီလိုမကြုံဘူးလို့ထင်တာပါပဲရွှေတကုံကိုထိမ့်သိမ်းထားခြင်းတဲ့ကိစ္စမှာတော့လူတို့ဆန္ဒအတိုင်းစစ်အစိုးရကရှိပုံရပါတယ်ရင်ပြင်တော်နဲ့တစောင်းတွေမှာအေးလူအနားယူစားတော့အိတ်ဆက်နေသူတွေကိုတွေ့ရပါတယ်လူတွေနဲ့အကြည့်ချင်းဆုံးတဲ့အခါသူတို့ကကျမကိုပြုံးပြလေရဲ့
လူတွေအတွက်ရွှေတကုံဟာဘာသာရေးအရာကိုးကွယ်အားထားရတဲ့နေရာအပြင်သူတို့ရဲ့အထိမ်းအမှတ်တစ်စိတ်တစ်ခုလိုဖြစ်နေတာပါရွှေတကုံရဲ့ရွှေရောင်နဲ့ဖနက်မပါလုံကြီးပေါ့ပွားတဲ့လူတွေဟာဘာမှမဆိုင်သလိုဖြစ်နေပေမဲ့တသားတည်းလည်းဖြစ်နေပါတယ်ကျမတို့လိုတစ်သားကိုအားပြုသူတွေအတွက်ရွှေရောင်တောက်ပတဲ့ရွှေတကုံဟာတိတ်တောက်ပနေလေရဲ့ကျမလည်းတိတ်ကိုကြည်နူးနေမိပါတယ်နောက်ထပ်ဖရားတွေထပ်ဖူးစရာမလိုတော့ဘူးလို့တွေးမိလောက်အောင်ဒီကိုရောက်လာရတာကိုကျေနပ်နေမိပါတယ်ကျမမှတ်မိနေတာကတော့အနောက်ဘက်မုတ်မှာစုကနိုင်ငံရေးတရားပွဲကျင်းပခဲ့တယ်ဆိုတာပါကျမနိုင်ငံသားမှာနေပြီးနိုင်ငံသားနဲ့လက်ထပ်ထားတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ကျမရဲ့မွေးရမြေအပေါ်ချစ်တဲ့အချက်နဲ့ကိုညီချင်းတဲ့အတွေးတွေဟာဘယ်တော့မှမနှဲခဲ့ဘူးပါဘူးလူတွေကကျမဟာနိုင်ငံရေးကိုနားမလည်ဘူးလို့ပြောကြပါတယ်အမှန်ကတော့နားလည်လို့ကိုခက်နေတာပါလို့စုကပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကစုနားမှာသူ့တမိသားစုလုံးရှိနေပါတယ်အဲ့ဒီမင်းကောင်းဟာစုအတွက်မြန်မာပြည်မှာသူရှိနေတဲ့ဆိုတာကိုကြေညာရရောက်တယ်လို့သူ့မိသားစုကနေသူဟာလွတ်လပ်စွာနေနိုင်တယ်လို့ကြေညာရလဲကြားခဲ့ပါတယ်အဲ့ဒီနေရာကိုကျမခဏလေးပဲဖြစ်ဖြစ်ရောက်ဘူးမြင်ဘူးကျင်ခဲ့ပါတယ်ဒါပေမဲ့ကျမတို့ကအဲ့လမ်းညောင်အနေနဲ့စုနဲ့ကျမတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုတည်သွားမှာကိုလည်းစိုးရိမ်မိပါတယ်ဒါနဲ့ပဲအဲ့ဒီကိုမရောက်ဖြစ်တော့ပါဘူးအဲ့လမ်းညောင်ကကျမတို့ကိုဖီးစားတောက်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်ဆိုင်ထဲမှာလူတွေအများကြီးရှိနေလေတော့မြန်မာတွေဆင်းရဲဒုက္ခရောက်တယ်လို့ပြောတာနဲ့꿰ပြနေတာကိုတွေ့ရတယ်လို့ပါပဲကဘာပေါ်ရှိဘယ်နေရာမှာဖြစ်ဖြစ်ဘယ်တော့ဖြစ်ဖြစ်ချမ်းသာသူတွေကရှိနေတတ်တယ်လို့ဆိုရမှာပေါ့စပွဲတို့လေးတွေတက်တက်လက်လက်အလုပ်လုပ်နေတာမြင်တော့ကျမခင်မုံကသူတို့တလဘလောက်ရလဲဆိုတာအဲလန်းညုံကိုမေးလိုက်ပါတယ်ကျမခင်မုံကတော့စီးပွားရေးပညာရှင်ပြီးသားစွာနဲ့ရောက်လေရာနေရာမှာအလုပ်သမားတွေရဲ့လောက်ခလာစားကိုဆက်စုနေတတ်ပါတယ်သူ့လာစားဘလောက်ဆိုတာတော့သူကတဲမသိရှာပါဘူးဝန်ထမ်းတယောက်ကတစ်လကိုဒေါ်လာနဲ့တွက်ရင်40လောက်ပဲရပေမဲ့ဒီကလေးတွေက80လောက်ထိရကြတယ်သူတို့ကနေကလာကြတာများတယ်လို့အဲလန်းညုံကပြန်ဖြေပါတယ်ဒါပေမဲ့နေစရိတ်ကြီးမှာပေါ့လို့ကျမကဝင်ပြောတော့သူတို့ကဆိုင်ပိတ်ရင်ဒီမှာပဲအိတ်ကြတာလို့ပြန်ဖြေပါတယ်ကျမကစပွဲတွေကိုငေးကြည့်နေမိပါတယ်ကျမတို့ရဲ့အဲလန်းညုံကနေ့လယ်2နာရီနဲ့4နာရီကြားမှာခဏနာဖို့ပြောပါတယ်ကျမတို့လိုအသက်ကြီးသူတွေကအပူဒဏ်ကိုမခံနိုင်တော့သူကစိတ်ပူပြီးတွေးပေးရှာတာပါကျမတို့လည်းကိုယ်အခန်းထဲကနေပဲရန်ကုန်ကိုငေးကြည့်ပြီးခဲ့တာပေါ့ညဘက်မှာစူးလေစီတွေကမီးရောင်နဲ့တည်ငြိမ်နေသလောက်နေ့ဘက်မှာတော့ရွှေရောင်တွေတောက်ပါနေပါတယ်ကျမခင်မုံကချိန်ညက်ဖက်နဲ့တရံလုံကြီးတစ်ထည်နဲ့ကနန်းနံပါတ်အကြီးကြီးပါတဲ့လက်ပတ်နာကြီးတစ်လုံးလဲဝယ်ခြင်းနေပါတယ်သူကအမြဲလိုဈေးဝယ်တာကိုမုန်းသူမို့အခုလိုဈေးဝယ်ထွက်ချင်နေတယ်ဆိုတော့ထူးဆန်းနေပါတယ်ကျမကအတုံးဆောင်မပေါ်များတဲ့ဒီနေရာမှာဈေးမဝယ်စေခြင်းပေမဲ့သူကတော့ဈေးကိုလိလာခြင်းနေတယ်လို့သူ့ငွေတွေကိုလည်းမြန်မာပြည်မှာသုံးကျင်မုံပါအဲလန်းညောင်ကကျမတို့ကိုတရုတ်တန်းဈေးစီခေါ်သွားလေရဲ့တရုတ်တန်းကကျမတို့ကျဲတဲ့ဟိုတယ်ကနေတိတ်မဝေးပါဘူးတရုတ်တန်းမှာတော့ပစ္စည်းဆိုင်တွေရောအစားတောက်ဆိုင်တွေပါလမ်းဘေး platform ပေါ်အထိပစ္စည်းတွေခုံတွေကိုခင်းကျင်းထားကြပါတယ်ဒီတော့ကျမတို့လည်းဆိုင်ရှိရာကိုတိုးတိုးဝေဝေပဲဝင်လျှောက်သွားခဲ့ရပါတယ်ဆိုင်လေးတွေကအကျယ်4မီတာအရှည်8မီတာလောက်ပဲရှိကြတာပါဒါဟာတရုတ်တန်းပါပဲကျမကတော့နေရာချင်းချင်းထဲမှာပစ္စည်းတွေအများကြီးကိုဆန့်အောင်စီပြထားတတ်တဲ့သူတို့ကိုအံ့ဩအထင်ကြီးမိလေရဲ့ကျမ်းမြင်ကနေမျက်နှာကျက်အထိရှိရှိသမျှစားစရာဝတ်စရာအသုံးဆောင်အားလုံးကိုနေရာလက်မကျန်ပြသထားတာပါနောက်ထပ်အံ့ဩစရာကတော့ဂျပန်ထွက်ရှီဆဲဒိုနဲ့ကာနေဘောအလှကုန်းတွေကိုပါတောက်ခတ်ထားတဲ့မှန်ဘီရိုထဲမှာတွေ့ရတာပါပဲဂျပန်မှာတောင်နှုတ်ရည်တပူဟာမြန်မာအလုပ်သမားလောက်ခတလကစားလောက်ဈေးကြီးတဲ့ပစ္စည်းတွေလေဒီမှာဈေးဘယ်လောက်တင်ထားမယ်မမှန်းတတ်ပါဘူးဝယ်သူရှိလို့လည်းတင်ရောင်းကြတာပေါ့နော်ကျမကတော့အဲ့ဒီပစ္စည်းတွေကိုဝယ်တဲ့မိန်းကလေးတွေကိုမြင်မှုချင်နေမိပါတယ်အဲလန်းညွန်လေးရဲ့ကျေးဇူးနဲ့ပဲကျမခင်မုံဝယ်ကျင်တာတွေကိုခဏအတွင်းဝယ်လိုက်နိုင်ခဲ့ပါတယ်သူဝယ်လိုက်တဲ့လက်ပတ်နာကြီးဆိုရင်$15လောက်ပဲပေးရပြီးတော့နောက်2နှစ်အထိအချိန်လဲမှန်တစ်ခါမှလည်းမပြတ်တဲ့အတွက်သူကကျေနပ်နေပါတယ်ဒါနဲ့ပဲသူကမြန်မာပြည်မှာလက်ပတ်နာကြီးဝယ်ဆိုပြီးတော့တောင်မိတ်ဆွေတွေကိုပြောနေလေရဲ့တရုတ်တန်းစီမှာကျမတွေ့ခဲ့ရတာတွေကတရုတ်နဲ့ထိုင်းပစ္စည်းတွေကြီးတွေ့ရတာမို့မြန်မာပစ္စည်းတွေလိုချင်ရင်ဘယ်သွားရမယ်မသိတော့ပါဘူးကျမကမြန်မာပြည်ကိုအလဲရောက်နေခိုင်းမှာတောင်းမှမြန်မာပစ္စည်းတွေကိုလွှမ်းနေရလေရဲ့မြစ်တစ်ဖက်ကမြို့တလကျမတို့ဟိုတယ်အခန်းရဲ့ပတင်းမောက်ကနေရန်ကုန်မြို့လေးကိုကောင်းကောင်းတွေ့နေရပါတယ်မြို့လေရှုခင်းမှာမြို့တော်ခန်းမှာတရားရုံးချုပ်ကြီးနဲ့ရန်ကုန်မြစ်ဘေးကအကောက်ခွန်ရုံးစားရိုက်ကြီး Strand Hotel တွေကိုပါမြင်နေရတာပါ
ဒီရှုခင်းကိုမြင်ရတော့ Thames မြစ်ကမ်းဘေးကလန်ဒန်နဲ့ဆင်တူတယ်လို့တွေးမိပါတယ်မြန်မာပြည်ကိုမသိတဲ့သူတွေကတောင်ဒီလိုမြစ်ကမ်းဘေးကရုံးအဆောက်အဦတွေကိုကြည့်ပြီးဒီမြို့ကိုအင်္ဂလိပ်တွေတည်ခဲ့တယ်လို့ပြောနိုင်မလားပဲလန်ဒန်နဲ့ရန်ကုန်မတူနိုင်တာကတော့မြစ်တစ်ဖက်ကမ်းမှာစိမ့်လန်းလွန်းတဲ့တောအုပ်တန်းကမျက်စိတစုံမိုင်းချပြီးရှိနေတာပါပဲကျမခင်မောနဲ့ကျမလည်းအဲ့ဒီဘက်အချမ်းကိုစိတ်ဝင်စားမိသွားပါတယ်ဒါနဲ့အဲလန်းညုံကိုအဲ့ဒီဘက်အချမ်းစီသွားလေလို့ရမလားလို့မေးဖြစ်တော့သူကရတာပေါ့လို့ဆိုလေရဲ့ပန်းဆိုရန်စိတ်ကန်းကတော့ပန်းဆိုရန်လန်းအောင်မှာရှိပါတယ်နိုင်ငံသားတွေအတွက်မြစ်ကူးသင်္ဘောလက်မှတ်ကအသောအပြန်ကို$2ပါတဲ့နားနေဆောင်မှာတော့အကြော်တဲ့တချို့နဲ့ဖရဲသီးတဲ့အချို့ကိုတွေ့ရပြီးရင်တလောင်းလောင်းဖြစ်နေတာကိုလည်းသတိထားမိပါတယ်တင်မောကန်းကတ်တယ်ဆိုတာနဲ့လူတွေရောဈေးသည်တွေပါစုပြုံတိုးဝေကြတော့တာပါပဲတင်မောကအချိန်စရာနဲ့ထွက်တာမဟုတ်ပဲလူပြည့်ရင်ထွက်တာမျိုးပါတင်မောကိုရေချပြီးကြတဲ့ကတခါမှဆေးကြောထားဖို့မပေါ်တာကိုလည်းသတိထားမိပါတယ်တင်မောအောက်ပိုင်းမှာစီရီနဲ့ချွဲနေပြီးအနက်တွေဆုံးတော့အသက်ရှူမဝဖြစ်တာမို့အပေါ်ဘက်ကိုလေရှူရအောင်တက်ခဲ့ဖြစ်ပါတယ်ပလတ်စတစ်ထိုင်ကုန်လေးတွေကိုထပ်ထားတာတွေ့ရပြီးအဲလန်းညုံကကျမကိုထိုင်ဖို့ခုံတလုံးယူပေးလိုက်ပါတယ်ခုံကပေးရမယ်လို့လည်းသိလိုက်ရပါတယ်ဒီထိုင်ကုန်မှာထိုင်ဖို့ဆိုတာကိုယ်တန်ရှင်းတဲ့ပေါင်းမီနဲ့ခုံကပေးရနေတာတွေကိုတုတ်တင်ပေးရမယ်လို့လည်းဆိုလိုရကြနေတာကိုလည်းတွေ့ရပါရဲ့တင်မောဘော်ကလူတွေကိုကြည့်ရတာနွမ်းဖတ်နေပါတယ်သူတို့ရဲ့မျက်ဝန်းနှစ်တွေဟာတကယ်ကိုစိမ့်ကားနေပါတယ်ကျမကစိုက်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ရဲ့လက်ခနဲ့အပြုံးကိုမြင်လိုက်ရပါတယ်ကျမလည်းစိတ်ထဲမှာအပြစ်ရှိသလိုခံစားရပြီးပြန်ပြုံးပြလိုက်ပါတယ်တင်မောစီးချိန်က10မိနစ်သာကြာပေမဲ့ကျမကတစ်ချိန်လုံးအပြုံးဖလဲနေခဲ့ရပါတော့တယ်တင်မောဘော်ကဆင်းတော့တဲတရှက်ရှက်နဲ့တစ်သားကုန်းမောင်ကိုတက်ကတစ်ဖက်ကန်းကိုရောက်ပါတယ်တရားတစ်ဖက်တစ်ချက်မှာတော့ဆိုင်လေးတွေကအစီရီပါပဲတရားထိပ်မှာတော့ရှူနာရှိုက်ကုန်းအင်ဂျင်သားနဲ့လိုင်းကားတစ်စီးကခရီးသည်ခေါ်နေပါတယ်စိုက်ကားတွေလည်းလူခေါ်နေတာအများကြီးပါပဲကျမတို့လည်းစိုက်ကားစီးပြီးတော့ပဲလဲမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်စိုက်ကားစီးတဲ့အခါမှာတော့ကျမခင်မောနဲ့အဲလန်းညုံကအာဟာရမပြည့်တဲ့ပုံနဲ့ပိန်ပိန်လေးတွေမို့တစည်းစီးပြီးဝါတုတ်တုတ်ကျမကတစည်းတက်တက်စီးပြသွားပါတယ်ဘာမှပြောဆိုတိုင်မင်တာမရှိပဲအဲ့ဒီလိုထိုင်စီးကြဖို့ဆုံးဖြတ်ဖြစ်တာပဲဖြစ်ပါတယ်စိုက်ကားဆရာ2ယောက်လုံးကတော့အသက်ကြီးကြီးပိန်ပိန်ပါးပါးတွေမို့ဘလို့ပဲစီစီတကယ်တော့မထူးလာဘူးထင်တာပါပဲဒါပေမဲ့ယောက်ျားတွေကြီးစီးတဲ့စိုက်ကားကတော့ချောချောမောမောပဲထွက်ခွာသွားပါတယ်လမ်းတွေကတခါတော့ကကတ်တရအပြည့်ခင်းထားခဲ့ပုံပါပဲဒါပေမဲ့အခုတော့ဒေါ်လန်လေးလိုဖြစ်နေလေရဲ့ကျမရဲ့စိုက်ကားဆရာကထိုင်ကုန်မှာဖင်မကျနိုင်လောက်အောင်ကိုခါဆန့်ပြီးကုန်းယုံနှင်းရှာပါတယ်ကျမလည်းတက်တက်နဲ့တကူကိုခန္ဓာဝတာဟာအပြစ်လို့ပထမဆုံးချိန်ခံစားလိုက်မိတာပါပဲလမ်းတစ်လျှောက်တွေ့ရသမျှတွေကစိတ်ဝင်စားစရာပါတဲအိမ်လေးတွေအများစုကလမ်းပတ်မျက်နှာမူတဲ့အချမ်းမှာအကာအရံမလုပ်ထားတာမို့အိမ်ထဲကိုဒိုးယူပေါက်ကြည့်လို့ရနိုင်တာပါပဲအိမ်တအိမ်ရဲ့အလဲမှာစပွဲတစ်လုံးပေါ်ကိုရှေးခေတ်ကဖုန်းတစ်လုံးတင်ထားတာကိုတွေ့ရပါတယ်ကြည့်ရတာသူတို့တွေရဲ့တခုတည်းသောဆက်သွယ်ရေးကိရိယာလားပေါ့နောက်တစ်ခုထူးခြားတာကတော့ဒီလိုနွမ်းပါတဲ့နေရာမှာတောက်ရည်အိုးစင်လေးတွေကိုတွေ့နေရတာပါရေငတ်လာသူတွေအတွက်စဉ်းစားပေးထားတဲ့ရွာတလေးကိုသဘောကျမိပြန်ပါတယ်ရေမရှိတဲ့ချောင်းတစ်ခုကိုလည်းတွေ့ရပြီးမိုးတွင်းမှာတော့ရေက6ပေကျော်ကျော်လောက်ထိတက်တယ်လို့သိရပါတယ်။ရွာလေတနေရာမှာတော့ကျမတို့စိုက်ကားတွေခဏနားလိုက်ကြပါတယ်။ရွာထဲမှာလူမရှိသလိုဖြစ်နေပြီးအဲလန်းညောင်ရှင်းပြမှာပဲ။အများစုကနေရေးထိုင်ရေးဈေးချိုတဲ့ဒီတလမှာနေကြပေမဲ့ရန်ကုန်ဘက်ကိုအလုတ်သွားလောက်ကြတယ်ဆိုတာသိရပါတယ်။ကျမကတော့ဒလအတွက်စိတ်မကောင်းဖြစ်နေမိပါတယ်။ဒလမှာတောက်သုံးရီပြဿနာကရှိလေတော့လူတွေသိပ်မနေချင်ကြဘူးလို့အဲလန်းညောင်ကဆိုပါတယ်။ရွာထဲကတချို့နေရာတွေမှာဂျပန်ရဲ့အကူအညီနဲ့ရေရအောင်လှုပ်ထားတာတွေကိုလည်းတွေ့ကြရပါတယ်။အဲ့ဒီအကြောင်းတွေကိုလွန်ခဲ့တဲ့အနှစ်20လုံးလုံးတာမန်မြန်မာနိုင်ငံသားတွေအကြောင်းဓာတ်ပုံလိုက်ရိုက်မှတ်တမ်းတင်ခဲ့တဲ့ဂျပန်ကဓာတ်ပုံသတင်းတောက်တယောက်ရဲ့လက်ရာတွေထဲမှာတွေ့လိုက်ရပါတယ်။ကျမတို့ရဲ့အဲလန်းညုံကတော့အဲ့ဒါတွေကိုမသိရှာပါဘူး။အပြန်လမ်းမှာတရားကိုတက်တော့ကျမလည်းအသက်ရှူအောင်ကဘိုက်ချက်ထားပြီးကျမရဲ့စိုက်ကားဆရာအမောသက်သက်အောင်စူးစမ်းကြည့်မိပါတယ်။စိတ်ကန်းကိုပြန်ရောက်တော့ကျမလည်းဒူးရီတောင်တုံနေပါပြီ။စိုက်ကားဆရာကိုလည်းကျေးဇူးတင်နေပြီးပါတယ်။သူ့စိုက်ကားပိန်လည်းလီမရှိတော့ဘူးထင်တာပဲ။ကျမကစိုက်ကားကိုနင်းသူရဲ့ကိုယ်ပိုင်လို့ထင်ခဲ့ပေမဲ့တာမန်လူတွေကစိုက်ကားတစ်စီးကိုတောင်မတက်နိုင်ဘူးလို့ဆိုပါတယ်။ငွေကြေးတက်နိုင်သူတွေကစိုက်ကားထောင်ပြီးနေ့စဉ်ငွေသွင်းကနင်းသူတွေကိုငှားစားကြောင်းနောက်မှသိရပါတယ်။ကျမလည်းစိုက်ကားနင်းသူရဲ့တနေ့တာဝင်ငွေနဲ့သူ့မိသားစုမလောက်ငှနိုင်ဘူးလို့တွေးမိကစိတ်မကောင်းဖြစ်ရပါတယ်
တကယ်တော့ကျမကစိုက်ကားမစီးကြပါဘူးဒါပေမဲ့ကျမတို့မစီးကြရင်စိုက်ကားနင်းသူတွေအစစ်မပြေနိုင်ဘူးလေလူခွန်အားနဲ့နင်းရတာကခက်ခဲပင်ပန်းမှာဖြစ်ပေမဲ့နင်းခွင့်မရရင်ပို့ပြီးဆင်းရဲပင်ပန်းနိုင်တာကိုခက်လာတဲ့စိတ်မချမ်းမြေစရာဆင်းရဲမွဲတည်မှုပါပဲဒလဘက်ကပြန်လာတော့ Strand Hotel မှာလက်ဖက်ရည်တောက်ကအမောဖြေဖြစ်ကြပါတယ်။အော်ဒီဟိုတယ်နဲ့ဒလဟာတကယ်ကိုကွာခြားလုံးပါလားနော်။ကျမတို့တဲခိုးရဟိုတယ်ကိုပြန်ရောက်တော့ရန်ကုန်တက္ကသိုလ်ကဆရာမလေးတစ်ယောက်ဟာကျမတို့ကိုစောင့်နေပါတယ်။သူကကျမခင်မွန်းစာတဲ့နေတဲ့တက္ကသိုလ်မှာသူတေသနာလုပ်နေတဲ့ပါရီကိုဘွဲ့ယူကျောင်းသူလည်းဖြစ်ပါတယ်။သူကနွေရာသီကျောင်းပရက်မှုမြန်မာပြည်ကိုပြန်လာခိုင်းမှာတန်ကအရေးခင်ဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကဂျပန်ကိုပြန်မသွားနိုင်တော့ပါဘူး။သူဂျပန်ကိုရောက်နေခိုင်းမှာပညာရေးဝန်ကြီးအပြောင်းလဲဖြစ်တာလဲပါတာပေါ့။ဝန်ကြီးအစ်စ်ကဝန်ကြီးအဟောင်းဆုံးဖြတ်ခဲ့တာတွေကိုတာဝန်မယူတော့ပါဘူး။ဝန်ကြီးအပြောင်းလဲမှာဆီယာမလေးကတစားကန်လိုဖြစ်သွားရပါတယ်။ဒါအပြင်စစ်အစိုးရကလည်းတန်ကအရေးခင်အကြောင်းကိုပြည်ပမှာတိတဲ့လူပိုသိသွားမှာကိုမလိုလားဘူးလေ။တကယ်တော့အင်တာနက်ကြောင့်တန်ကအရေးခင်ကလူသိထင်ရှားဖြစ်ပြီးနေပါပြီ။ဆီယာမလေးကတော့သူ့အနေနဲ့ဘလောက်ပဲခက်ခဲမျှော်လင့်ချက်ကိုလက်လျှော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။အဲဒီနောက်မှာတော့ကျမတို့အားလုံးဟာဂျပန်ဆိုင်ဒီဇိုင်းကိုသွားကဂျပန်စာစားလိုက်ကြပါတယ်။ဆီယာမလေးရောအဲလန်းညော်မှာဂျပန်စာကိုသဘောကျလွမ်းနေကြသူတွေဖြစ်ပြီးကားဆရာကတော့ပထမဆုံးစားဖို့ပေမဲ့သဘောကျနေလေရဲ့။ဆိုင်ထဲမှာလူရှင်းနေတာကိုတွေ့ရခိုင်။ပိုင်ရှင် Miss Komaru ကရှင်းပြတာကတော့တန်ကအရေးခင်မတိုင်ခင်ကအိမ်များသလောက်အပြီးမှာတော့လူတွေတိတ်မလာကြတော့ဘူးဆိုတာပါပဲသူတို့ဇနီးမောင်နှံကမြန်မာပြည်ကို1996ခုနှစ်ကတည်းကရောက်ကစားတောက်ဆိုင်ဖွင့်ခဲ့တာဖြစ်ပြီးတခြားဂျပန်တွေကပြန်သွားတဲ့တိုင်အောင်သူတို့ကမပြန်ပဲဆက်နေခဲ့တာပါသူတို့ကမြန်မာတွေကိုသဘောကျတာမှမပြန်တော့ဘူးလို့ဆိုပါတယ်ဆရာမလေးကသူတိတ်ကုံယူတဲ့သူ့ရဲ့ရန်ကုန်တက္ကသိုလ်ကိုကျမတို့ကိုခေါ်သွားပြပါတယ်ကျောင်းဝင်းထဲမှာတစ်ပင်အိုကြီးတွေရှိနေကကျမတို့လည်းတကယ်ကျောင်းပရဝုံဆိုတဲ့အသည့်မျိုးကိုရလိုက်ပါတယ်။ကျမတို့လည်းဘွဲလွန်အဆောင်တစ်ဆောင်နဲ့စာကြည့်တိုက်ကိုသွားကြည့်ကြပါတယ်။ကျောင်းဝင်းကလူမရှိသလောက်ပါပဲ။20ရာစုအစကတည်းကတမိုင်းတစ်လျှောက်မှာတော်လိုင်းကြီးမှန်သမျှဒီရန်ကုန်တက္ကသိုလ်ကစခဲ့တယ်လို့ဆိုနိုင်သလောက်ပါပဲ။ဒါကြောင့်လဲစစ်အစိုးရကကျောင်းသားတွေစူးစီးရခက်အောင်ရန်ကုန်တက္ကသိုလ်ကိုမြို့ပြင်ပို့ဖို့စီစဉ်လိုက်ပါတယ်။တကယ်တော့စုရဲ့အိမ်ဟာတက္ကသိုလ်ရိပ်သာလမ်းမှာမို့ရန်ကုန်တက္ကသိုလ်ကနေဆိုခဲတစ်ပြစ်လောက်ပဲဝေးပါတယ်။ဒါပေမဲ့ကားသမားကိုစုရဲ့အိမ်ပဲမောင်းပေးဖို့ကျွန်မမပြောပြခဲ့ပါဘူး။ကားသမားကစုအိမ်ကိုစောင့်နေစစ်သားနဲ့ရဲတွေကိုကြောက်နေတာလေ။စုရှိနေတဲ့နေရာနဲ့အနည်းဆုံးကိုရောက်ခဲ့ပြီးမဲ့ကျမတို့မှစုကိုဟယ်လိုလေးတောင်မလုံနိုင်ခဲ့ပါဘူး။ကျမတို့လည်းအလွန်အင်မတန်စိတ်ပြက်လက်ပြက်ဖြစ်နေမိတဲ့ကြားတွေကပြောင်းရွှေ့သွားတဲ့တကုံတက်ကတူတစ်ဖြစ်လေရန်ကုန်တက်ကတူကိုသွားပြစ်ခဲ့ပါတယ်။ကားနောက်ခန့်အလဲမှာထိုင်ပြီးမညီမညာအဖို့အထစ်အချိုင်ပိန်တွေများလာတဲ့လမ်းတစ်လျှောက်တနာရီကြောကြအောင်စီးပြီးလိုက်လာရတာဟာကိုညာပြီးနှစ်သိမ့်တဲ့အတတ်ပညာကိုလေ့လာနေရတယ်လို့ပါပဲ။ကားလေးကမြို့လေကနေအရှိမြောက်ဖက်စီကိုဥတီနေပါတယ်။ကားလမ်းရဲ့ဘဲဘက်အချမ်းမှာတော့ယထာလမ်းကိုတွေ့ရပါတယ်။ကားကဘဲကွေ့ကယထာလမ်းကိုကျော်ပြီးလမ်းကြားတစ်ခုထဲမောင်းဝင်လိုက်တယ်ဆိုရင်ပဲကားကစောင့်ပြီးခုံသွားလေရဲ့လမ်းရဲ့တစ်ဖက်တစ်ချက်မှာတော့စပားကင်းတွေရှိနေပါတယ်စပားကင်းအလဲမှာတော့အဆအောင်ဖြူဖြူကြီးကမြင်ကွင်းထဲမှာထီထီကြီးဝင်လာပါတယ်ဂိတ်ဆောင်ကဆီယာမာလေးရဲ့မျက်နှာကိုတေချာကြည့်ပြီးမှဂိတ်တကားကိုဖွင့်ပေးလိုက်ပါတော့တယ်ကျောင်းဝင်းရဲ့အတွင်းကျဆုံးနေရာကတောင်ကုန်းတစ်ခုပါအင်္ဂလိပ်အုပ်လေးကားတွေဖြူဖြူတွေရဲ့အစုံမှာတော့တိုင်လုံးဖြူဖြူတွေနဲ့အဆောက်အဦရှိနေပါတယ်တိုင်လုံးတွေနောက်ကအဆောက်အဦကိုတွေ့ရတာဟာနန်းတော်လူလူဘာလူလူပါဂရစ်ကပါတီနော်လေလာပေါ့ပင်မအဆောက်အဦရဲ့ဘေးတစ်ဖက်တစ်ချက်မှာတော့ကျောင်းစာသင်ခန်းတွေအများကြီးရှိနေပါတယ်ကြည့်ရတာဘယ်ဘက်အချမ်းကနေညာဘက်ချမ်းမှာရှိတဲ့စာသင်ခန်းတွေစီရှောက်ဝိုင်းရင်အချိန်တော်ကြာမဲ့ပုံပါပဲဒီနေရာမှာဂျပန်တက္ကသိုလ်တွေလို IT စာကြည့်တိုက်အားကစားခန်းမှာ24နာရီဈေးဆိုင်အခမဲ့ကျောင်းကဆိုတာမျိုးတွေပံ့ပိုးမယ်ဆိုရင်တောင်ဘယ်ကျောင်းသားမှလာတက်ချင်မှမရပါဘူးကျောင်းပရုံအပြင်မှာတော့အေးဆိုင်တချို့ကိုတွေ့ခဲ့ရပါတယ်ကျောင်းဝင်းထဲမှာဘာဆိုင်မှမတွေ့မိလေတော့ကျောင်းသားတွေဟာကျောင်းဆောင်လည်းမရှိဈေးဆိုင်လည်းမရှိပဲဘယ်လိုများကျောင်းတက်နေသလဲဆိုတာမတွေ့တတ်အောင်ပါပဲကျမကတက္ကသိုလ်ဆရာမတယောက်ရေးတဲ့ဆောင်းပါးတစ်ပုဒ်ကိုဖတ်ခဲ့ဘူးတာမို့သတိရမိပါတယ်ကျောင်းဆောင်မှာနေဖို့အတွက်သူကစာအုပ်စာတမ်းတွေအပြင်သမင်းချက်စရာအုတ်ခွက်တွေကိုပါယူလာခဲ့ရပါတဲ့သူကအဲ့ဒီဒုက္ခတွေကိုခံနိုင်ပေမဲ့တွားရေးလာရေးအစမပြေတာကိုတော့မခံနိုင်ဘူးလို့ဆိုပါတယ်
ဒါကြောင့်သူ့ကျောင်းသားတွေကသူတို့ရဲ့စိုက်ကဲနောက်ခုံမှာသူ့ကိုတင်ခေါ်ပေးရင်ကံကောင်းလှကြီးရဲ့လို့တွေးနေမိပါတဲ့။ကျမကဝန်ထမ်းဆိုတော့ဘာမှမပြောချင်ပါဘူး။ဒါပေမဲ့ကျောင်းသားတွေကတော့ကျောင်းကိုတိတ်မလာချင်ကြဘူးလေ။ဒါကြောင့်တစ်နေ့ထက်တစ်နေ့ကျောင်းလာတက်တဲ့သူကနေနေသွားပါလေ။နောက်တစ်ခုကတော့ဒီလိုအခက်အခဲတွေကိုကြော်လွှားပြီးပွဲရတဲ့အခါမှာလေအလုပ်လက်မဲ့ကဖြစ်နေပြန်ပါလေ။ဒီလိုနဲ့လူငယ်လေးတွေကတရားမဝင်စည်းကိုအလုပ်တွေကိုလှုပ်ဖြစ်သွားကြလေရဲ့လို့ကျမတို့ရဲ့အဲလန်းညွန်ကရှင်းပြပါတယ်။သူကတော့ရန်ကုန်တက္ကသိုလ်ကိုတက်ရောက်ခွင့်ရခဲ့တဲ့ကန်ထူးရှင်ပေါ့။သူ့အသက်က30ကျော်ပေမဲ့ရန်ဖန်ရခါစကပြန်အလုပ်လေးရတာကလွဲရင်ဘာအလုပ်မှမရှိရှာပါဘူး။ကျမလည်းစစ်အစိုးရရဲ့အမြော်အမြင်ကိုအံ့ဩမိပါတယ်။ပညာရေးဆိုတာပုဂ္ဂလိကပြဿနာမျိုးမဟုတ်ပဲအနာဂတ်နိုင်ငံတော်အတွက်စိတ်ခွန်အားကိုပြိုးထောင်နေတာလို့နားမှလဲရလားလို့တွေးမိပါတယ်။ရှိခေမြို့တော်ပကံကျမတို့လည်းဟိုတယ်ကနေမနက်9နာရီကလေးကထွက်ပြီးအလဲခရီးကိုစလိုက်ပါတယ်။ကျမတို့ကမီးပွိုင်တစ်ခုမှရက်လိုက်ခိုင်းမှာတော့မထင်မပဲဖက်နှက်မပါတဲ့ကလေးတစ်တိုက်ကကားနာကိုကက်လာကတစ်ခွာပန်းနေလာရောက်ပါတယ်။ကျမတို့လည်းရုရှားမှာအခုလိုပဲကားရှိဘွားကနေပေါ်လာပြီးကားမှန်စေးပေးဖို့နဲ့ပစ္စည်းတစ်ခုခုရောင်းဖို့ကြိုးစားတဲ့ကလေးတွေကိုတတိယသွားမိပါတယ်။ပကံလေးစိတ်ကတော့ပုံမြင်တဲ့ကမြို့တော်ရဲ့အဝင်ဝပဲပေါ့။လေစိတ်ကနေမြို့ရဲသွားတဲ့လမ်းတစ်လျှောက်မှာတော့ရေတမာပင်တွေတန်းစီစိုက်ထားလေရဲ့အဲ့ဒီအပင်ရဲ့အရွက်တွေကသွားကြိုက်ပြောက်စေတယ်လို့လည်းသိရပါတယ်။ကျမတို့လည်းနေ့လယ်12နာရီမှာညောင်ဦးစေးပိတ်မှမှုဈေးမပိတ်ခင်မိအောင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ညောင်ဦးဟာရှေးရခင်နှစ်များစွာကတည်းကလမ်းမဆက်သွယ်မှုအချက်အချာကြပြီးကုံပလဲတဲ့နေရာဖြစ်ခဲ့ပါတယ်။ဈေးထဲမှာရောင်းနေတာတွေကအမဲဆုံးလုံးလို့ကျမတို့အံ့တောင်အောမိပါတယ်။ဈေးအရှိဘက်မှာလည်းတခြားလမ်းမေးဈေးတွေအများကြီးရှိနေလေရဲ့ဈေးအတွင်းမှာလည်းဆိုင်ကန်းတွေကအတန်းလိုက်အများကြီးမို့ဒီနိုင်ငံမှာအငတ်ဘေးဆိုတာသိမှသိပါလိမ့်စားလို့မေးရမလို့ပါတကယ်တော့1962ခုနှစ်ကတည်းကစစ်အာဏာရှင်လက်အောက်မှာရှိနေခဲ့ပေမဲ့တော်လန်ပုံကံမှုတွေသိမ့်မရှိခဲ့တာဟာဒါကြောင့်ပဲဖြစ်မယ်ထင်ပါတယ်လူတွေကမြောက်ကိုရီးယားမှာလို့သိမ့်မငတ်ကြတော့အေးဆေးနေတယ်ထင်ပါရဲ့2008ခုနှစ်မှာကွယ်လွန်ခဲ့တဲ့စာရေးဆရာမကြီးလူထုတော်အမကသူ့စာအုပ်တအုပ်ထဲမှာ1969ခုနှစ်ကပကံစည်းကိုသွားခဲ့တဲ့အကြောင်းရေးထားတာဖတ်ရပူပါတယ်။အဲ့ဒီအချိန်ကသူတို့အုပ်စုဟာလူ20လောက်ပါပြီးတဲစရာနဲ့စားစရာနေရာတွေအတော့ကိုရှားပါခဲ့တယ်လို့ဆိုထားပါတယ်။သူတို့ဖျားဘူးအဖွဲ့ကပကံမှာအစားအသောက်ဈေးဝယ်ထွက်တဲ့အကြောင်းကိုရေးထားတာပါ။ပကံစည်းကသေးပေမဲ့အစားအသောက်တွေကလက်ဆက်သလိုအရည်သွေးကောင်းသလောက်ဈေးချိုနေတာကိုသူတို့ကအံ့ဩခဲ့ကြကြောင်းပါအဲ့ဒီအထဲမှာဈေးတွေအနေနဲ့ဈေးဝယ်တွေကိုသူတို့ရဲ့ကုန်ပစ္စည်းအရည်သွေးကိုဖြစ်ဖြစ်ဈေးနှုန်းကိုဖြစ်ဖြစ်ညာဝါပြီးမရောက်တော့ကိုသဘောအကျဆုံးလို့ရေးထားတာပါဒေါ်မာကအစားအသောက်တွေအထားခံအောင်မလုပ်တတ်တဲ့နေရာမှာလက်ဆက်မှုဟာအရေးကြီးတဲ့အတွက်အစားအစာတွေကိုရွေးတဲ့အခါအနီးအနားဒေသကအစားအစာမှုအဲ့ဒီလိုအစားအစာတွေကိုရွေးဝယ်ဖြစ်တယ်လို့ရေးပါတယ်ကျမလည်းအခုချိန်ထိAR မြစ်ကြီးကိုကြည်ရင်စားခဲ့ရတဲ့နေ့လည်စာနဲ့ရုပ်သေးပွဲကြည်ရင်စားခဲ့ရတဲ့ညစာတွေကိုမမေ့နိုင်သေးပါဘူး။ဒါဟာလက်ဆက်တဲ့အသီးရွက်တွေနဲ့ချက်ထားလို့ဖြစ်မှာပါ။ပကံမှာတနေ့ကုန်လဲတယ်ဆိုပေမဲ့ဒီလိုသမိုင်းဝင်နေရအတွက်အချိန်မလောက်ပါဘူး။40 စတူရန်ကီလိုမီတာအကျယ်ဝန်းရှိတဲ့ပကံမြေပေါ်မှာလွန်ခဲ့တဲ့17ရာစုကနေ73ရာစုအတွင်းတည်ထားခဲ့တဲ့ဇေဒီပရိုးတွေနဲ့ဖျားတွေကိုကြည့်ရှုလေ့လာရတာဟာအနည်းဆုံးတစ်ပတ်လောက်ကြာမှရမယ်ထင်ပါတယ်။ဒါပေမဲ့ကျမတို့ရဲ့အဲလန်းညွန်ကတော်လေတော့အရေးကြီးတဲ့နေရာတွေကိုတော့ရောက်သွားနိုင်ခဲ့ပါတယ်။အထူးသဖြင့်4000ဆက်ဆက်တည်ထားတဲ့အာနန္ဒာဇေဒီကိုအမှတ်မိဆုံးပါပဲ။အရှိအနောက်တောင်မြောက်မုတ်လေးပုတ်တိုင်းမှာ9.2 မီတာအမြင့်ရှိတဲ့ဗုဒ္ဓရုပ်ပွားတော်တဆူစီရှိနေပါတယ်။အဝင်ဝမှာကလေးကမြင်နိုင်သလိုအနီးကပ်ဘူးတော့လည်းတစ်မျိုးတွေ့ပါတယ်။မျက်နှာတော်တွေကတစ်ခုနဲ့တစ်ခုတိတ်မတူလှပါဘူး။အနီးကပ်ကြည့်ရင်ပြုံးတော်မူနေတဲ့ပုံကိုဖူးနိုင်တာမို့ရုပ်ပွားတော်ကိုယ်တိုင်ကအဝေးမသွားနဲ့အောင်လို့တားနေတယ်လို့ထင်ရစီတာဘူးနော်ဒီလိုအေးချမ်းတဲ့အပြုံးနဲ့ကျင်နာမှုတွေဟာဗုဒ္ဓထံကကြည်ပဲမဟုတ်ပဲဗုဒ္ဓဘာသာဝင်တွေထံကပါရနေတယ်လို့ကျမကတော့မြင်မိလေရဲ့အဲ့ဒီတော့ကမမျော်လင့်တဲ့ကိစ္စတခုလည်းဖြစ်ခဲ့ပါသေးတယ်ရန်ကုန်လေးစိတ်မှာကလေးကအင်မတန်ဝတဲ့ဂျာမန်တယောက်နဲ့သူမိမပိန်ပိန်သေးသေးလေးတို့ကိုခင်မင်ပြီးသူတို့ကိုပကံမှာဟိုဟိုတီတီတွေ့ခဲ့မိပါတယ်ရွှေဝါရောင်တန်ကအရေးခင်အပြီးမှာနိုင်ငံသားတွေကမြန်မာနိုင်ငံကိုတိတ်မလာကြတော့ပါဘူး။ဒါပေမဲ့အာနန္ဒာဇေဒီတဲကစင်ကြံနေကြမှာရုရှားဘာသာစကားတန်တွေကတော့စီစီညံလို့ပါပဲ။သူတို့အုပ်စုကလူ90လောက်ရှိပြီး
လူလက်ပိုင်းနဲ့အသက်ကြီးပိုင်းတွေများပါတယ်သူတို့ကြည်ရတာဒီမှာရုရှားဘာသာစကားသင်ပေးမဲ့သူတွေထင်ပါရဲ့ကျမခင်မုံကသူဟာနောက်နှစ်ဆန်းမှာမော်စကိုကိုသွားမယ်ဆိုတော့ရုရှားအမေကိုတယောက်ကသူဟာမြန်မာပြည်မှာပြောနေကြောင်းသူ့သားသမီးတွေကိုပြောလိုက်ပါလို့ဆိုကသူ့အိမ်လိပ်စာကိုတောင်ပေးပါတယ်သူတို့ကရုရှားဘာသာစကားအသင်ကောင်းချင်ကောင်းမှာပေါ့ဒါပေမဲ့ဒီလိုအရွယ်အိုတယောက်ကဒီလောက်ပူတဲ့နေရာမှာလာနေတာဘလောက်နားလေရခက်ပါသလဲကျမမှတ်မိနေတာကတော့ရုရှားကလက်နက်တွေကိုမြန်မာကအားပေးနေတာသိနေပါတယ်မြန်မာတမတော်ကလည်းရုရှားကိုစစ်တင်နှန်းနေလွှတ်နေပါတယ်ကျမသိထားတာကရုရှားဟာ George Orwell ရဲ့နာမည်ကျော်စာအုပ်တွေရဲ့ကအတိုင်းဖြစ်နေပြီးဒီလိုအနေထားမှာမြန်မာကအဲ့ဒီအနေထားတွေကိုတိုးဝင်နေတယ်လို့ပါကျမတို့ရဲ့အဲလန်းညုံကရွန်းလုပ်ငန်းဆိုင်တစ်ဆိုင်စီခေါ်သွားပါတယ်မြို့သမီးလေးတချို့ကရွန်းထိုးနေကြတာမှာဘာကိုကစာအုပ်မှမပါပါဘူးဒီတန်းကျမ်းပေါ်မှာထိုင်ထိုးနေကြတာပါသူတို့ကလက်တန်းထိုးနိုင်ကြပေမဲ့အရွယ်ကတော့ခက်ငယ်ငယ်လေးတွေပါရွန်းဟာအစကနေအဆုံးထိလက်နဲ့လုပ်ရတဲ့လက်မှုအမှုပညာပစ္စည်းတစ်ခုပါပဲကျမကအမတ်တရပစ္စည်းတစ်ခုဝယ်တိုင်းခမွန်းတွေကမျက်မှောင်ကျုပ်လို့ရဲ့ငါတို့နှစ်ယောက်ထင်းနေကြတာဘာဖြစ်လို့ပစ္စည်းတွေအများကြီးလို့မှလဲဒါတွေကိုဘယ်လိုတည်သွားကြမှာလဲစသဖြင့်သူကမြည်တွန်းတောက်တီးပါတယ်မိမဆိုတာကတော့ဆိုင်ရောက်လို့မှမဝယ်လိုက်ရရင်အဖြစ်မကင်းသလိုခံစားရတတ်တာကိုနော်ရုံးခွက်လေးတစ်ခုကလုံးလုံးဝန်းဝန်းလေးမို့သဘောကျစရာပါလက်နဲ့လှုပ်ရတဲ့အတွက်ဒီလောက်ပုံစံကြဖို့ကလည်းမဖြစ်နိုင်သလိုပါဒီခွက်လေးကိုဝါးနဲ့လှုပ်တာမဟုတ်ပဲမြင်းမီးနဲ့လှုပ်တာပါတယ်ရုံးလေးကျက်မှုကိုတော့ဂျပန်ကပညာရှင်တွေစီကသင်ခဲ့တာလို့ဆိုပါတယ်ကျမတို့ကဘယ်ကိုပဲသွား AR မြကမ်းဘေးကလမ်းကိုရွေးပြီးသွားပါတယ်မြင်းကဘာကိုဖြတ်သွားတဲ့အခါမှာတော့မြို့ပြနဲ့အလန်းဝေးတဲ့ရွာအငွေ့သက်ကိုသတိထားမိလေရဲ့ကျမတို့ဟာပကံနေပြီးတော့တမိုင်းကိုလေ့လာမိသလိုရှင်အရဟံကြောင့်ဒီနေရာမှာထေရဝါဒဗုဒ္ဓသာသနာထွန်းကားခဲ့ကြောင်းလည်းသတိပြုမိပါတယ်ဒါအပြင်မြင်းကဘာမှာမွန်ဘရင်မနုဟာက1059ခုနှစ်မှာတည်ထားတဲ့ဘုရားကိုဖူးမြော်ဝင်ရတဲ့အခါမှာတော့ပကံအကြောင်းပို့ပြီးသိလာရပါတယ်မြစ်တချောင်းမှာအိမ်အသစ်တွေအများကြီးတွေ့ရပေမဲ့လူမရှိသလိုပဲခံစားရပါတယ်မြင်းကဘာရွာထဲမှာတော့ဈေးဆိုင်တချို့ကိုတွေ့လိုက်ရပါတယ်ဆိုင်ရှိမှာအမျိုးသားတချို့ကကြားထိုးနေလေရဲ့ကြအပြင်အိမ်အဟောင်းတွေထဲမှာလူတွေလှုပ်ရှားတက်ဝင်နေတာကိုလည်းသတိထားမိတော့ကျမကအိမ်အသစ်နဲ့အဟောင်းရဲ့ကွာခြားမှုတွေကိုသတိထားကြည့်ခဲ့ဖြစ်ပါတယ်။ပကံမှာဟိုးအရင်ကဖျားပြက်အကြိုကြားတွေတဲ့အထိလူတွေကနေခဲ့ကြပြီးစစ်အစိုးရတက်ပြီးကမှလူတွေကိုဖျားတွေနဲ့ဝေးတဲ့နေရာစီရွှေ့ပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အိမ်အသစ်တွေဟာအသက်မဝင်တာပါ။နေရာအသစ်မှာစိုက်ခင်းတချို့ရှိသလိုတဲခိုကန်တချို့လည်းရှိပါတယ်။ရွှေကဲတော့ကလူ9000ကျော်ရွှေခဲ့တာဖြစ်ပြီးတစ်ပင်ရလို့ဟုတ်တိပတ်တိမရှိတဲ့နေရာကိုပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပါတယ်။ပကံမျိုးဟောင်းကိုရှီးဟောင်းမျိုးတော်အဖြစ်သတ်မှတ်ပြီးလူနေအိမ်တွေမရှိအောင်လုပ်ခဲ့တာပါ။အတမရွှေ့ပြောင်းမှုအတွက်မျက်နာကြီးကလည်းမဖြစ်စလောက်လေးပဲဖြစ်ပါတဲ့။ပကံကိုကဘာလက်ခရီးသွားတွေအတွက်မျိုးတော်အဖြစ်ပြန်တိဆောက်မယ်ဆိုတော့လေစစ်အစိုးရကပကံသူပကံသားတွေကိုပဲအတမလှုပ်အားပေးခိုင်းစေခဲ့ပြန်ပါတယ်။အဲ့ဒီအချိန်ကစစ်အစိုးရရဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကပဲအဲ့ဒီလုံအားပေးစီမံကိန်းကြီးကိုတာဝန်ယူကြီးကြပ်ခဲ့တယ်လို့ဆိုပါတယ်။လုံအားမပေးနိုင်တဲ့အိမ်တွေကတော့ငွေကြေးထည့်ဝင်ရပါတယ်။အဲ့ဒီလိုဒေသခံတွေကချွေးနဲ့ရင်းပြီးလုံအားပေးခဲ့တဲ့အတွက်ရလက်ကတော့ကြန့်ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကတာဝန်ရှိသူတွေကအိမ်အသစ်တွေကိုစီရသွားခြင်းပါပဲ။ဒေသခံတွေအပြောအရတော့အဲ့ဒီလိုအိမ်ရသွားသူတွေကတိတ်ပြီးထောင်းတော့မနေရဲကြဘူးလို့ဆိုပါတယ်။သူတို့မဟုတ်တာလုပ်ခဲ့ကြောင်းသိတဲ့အတွက်တခုခုတုံ့ပြန်မှာကိုစိုးရိမ်တဲ့အနေနဲ့တိတ်ပဲနေကြပါတဲ့။ညနေခင်းမှာတော့ကျမတို့ကအေယာဝတီမြစ်ထဲမှာလှေသွားစီးကြပါတယ်။6တဲ့ရာသီမှုမြင့်ရီကတိမ်နေပါတယ်။မြစ်ထဲမှာလည်းတောင်နေထွန်းနေလေရဲ့လူနေတဲ့ကမ်းပါးတွေဟာရေမျက်နှာပြင်အထက်ကို4-5မီတာလောက်ပဲမြင့်ပါတယ်။ကမ်းပါးကိုတောင်တင်းခိုင်မာအောင်လုပ်နေတာမျိုးလဲလုံးဝမတွေ့ရပါဘူး။သူတို့ပြောကြတာကမိုးရာသီဆိုရင်ရေကကမ်းပါးနားအထိတက်လာပါတယ်တဲ့။ဒီတော့ကမ်းမကစိုက်ခင်းတချို့လဲရေအောင်မြုပ်ကုန်ရောဆိုပါတော့ဒေသခံတွေကမြေဘေးနားမှာပဲနေကြပြီးမြေရဲ့အကျိုးကျေးဇူးကိုခံစားရပါတယ်သူတို့အနေနဲ့မြေဘေးမှာဘလို့အကောင်းဆုံးနေလို့ရတယ်ဆိုတာကိုလည်းသိထားဖို့မရကြပါဘူးမြစ်ထဲကိုရောက်သွားတဲ့အခါမှာတော့ကျမတို့လည်းစိတ်အေးချမ်းသက်သာသွားပါတယ်ကျမတွေးလဲမိတာကမြန်မာတွေလည်းဒီလိုပဲအမားလုပ်သူတွေကိုတဘာဝကြကြမကြကြဒေါသတွေမျောချပြီးခွန့်လွတ်လိုက်သလားလို့ပါမြစ်ပြင်ပေါ်မှာတော့စီးစာနေလုံးနီနေကြီးရဲ့အယောင်လင်းဟာတရိကန်ပုံအရစ်ထားလို့ကြာနေပါတယ်မြစ်ထဲမှာတော့ထမင်းရင်ရှားနဲ့အမျိုးသမီးတယောက်ဟာနေကိုကြောခိုင်းပြီးခေါင်းလျှော်နေလေရဲ့
သူ့ရဲ့အရေးကမြည်ရည်ပြင်ပေါ်မှာလှတာပါတာကိုထိုးကြနေပါတယ်။နတ်ဖျားတွေကဖန်ဆင်းထားတယ်လို့ကိုလှတဲ့ရှူခင်းပါပဲနော်။ရေလဲမှာမော်တော်ကဆက်ကိုရက်ပေးလိုက်ပါတယ်။ကျမတို့နှစ်ယောက်သားလဲတောင်ဆွေတောင်တန်းနေနောက်ကိုဝင်လူဆဲဆဲနေအောင်အောင်မှာတိတ်ဆိတ်မှုကိုအရသာခံရင်လက်ချင်းချိတ်ခါဆူတောင်းလိုက်ကြပါတယ်။ပကံမမန္တလေးတို့ပကံကနေမန္တလေးကိုလေရင်နဲ့သွားတော့နိုင်ဝက်ပဲကြားပါတယ်။လေရင်မဆိုင်ခင်ကတည်းကတောတောင်တရိပ်တွေကိုလှမ်းမြင်နေရပါတယ်။ဖျားပထိုးတွေကိုလည်းမြင်နေရပါတယ်။ရှိပြီးသားတစ်တော်တွေကိုဖြတ်ကာတီဆောက်ရမှာပဲလို့တွေးမိတော့ဘယ်လိုများအကြံကောင်းလို့ဆိုနိုင်မှာပါလဲဆိုပြီးစဉ်းစားလိုက်မိပါသေးတယ်။ခက်ကြောင်ကြောင်တွေးရပဲဆိုဒူကြီးတဲကြီးစေဒီပထိုးတွေကိုတီဆောက်ရမှာတစ်ပင်တွေကိုခုတ်ပြရမှာဖြစ်တယ်လို့လူတွေကိုလည်းခိုင်းစေရမှာမို့ကုသိုလ်ရမှာရပါလိမ့်စားလို့တွေးမိပါတယ်။အဲ့ဒီလိုဆိုကုသိုလ်ရဖို့ဖျားတည်တယ်ဆိုပြီးတစ်ပင်တွေခုတ်ကလူတွေကိုအဓမ္မခိုင်းခဲ့သူတွေဟာအခုဆိုဘယ်ငရဲမှများငိုနေကြပါလဲလို့ကျွန်မကတွေးမိတာပါ။ဂျပန်ပါမောက္ခတိုရုအွန်နိုကမြမလူအဖွဲ့အစည်းနဲ့ရင်းဤတန်ဖို့ဆိုတဲ့စာအုပ်ထဲမှာပကံနာကလူတွေအနေနဲ့ညောင်ဦးနဲ့ပကံကြားကနေရရဲ့အောက်ဖက်24ယူဇနာအနက်မှာငရဲရှိနေတယ်လို့ယုံကြတဲ့တစ်ယူဇနာကို10ကီလိုမီတာရှိပါတယ်။ဒါကြောင့်ကျမကပကံမှာရှောက်လဲခိုက်ကျမရက်နေတာဘယ်ငရဲပေါ်မှာပါလိလို့တွေးမိတတ်ပါတယ်။ကျမတို့မန္တလေးကိုပြန်ခဲ့ကြပါတယ်။မန္တလေးလေဆိပ်ကိုတရုတ်တွေကစောက်ပေးတယ်လို့ကျမတို့ရဲ့အဲလန်းညွန်ကပြောပါတယ်။မန္တလေးဆိုတာအချက်အခြာနေရာမို့ဒီမှာလေဆိပ်လာစောက်ပေးတာဟာတိတ်အမျှော်မြင်ကြီးတဲ့စိတ်ကူးပေါ့။ကျမတို့နဲ့တည်တဲ့လာရှိုးသူလေးတယောက်ကလွန်ခဲ့တဲ့10နှစ်ကပြောခဲ့ဘူးတာကိုသတိရမိပါတယ်။လာရှိုးမှာတရုတ်စကားမတတ်ရင်နေလို့မဖြစ်ဘူး။ဒီမှာကတရုတ်တွေကြီးစိုးနေတာလေ။အမရပူရာကျမတို့ကမန္တလေးကိုရောက်ပေမဲ့အမရပူရာကိုအရင်သွားလေကြပါတယ်။အမရပူရာဟာ18ရာစုအင်းဝခေရဲ့မြို့တော်ပါ။ရှေးခေတ်ကအကျွင်းကျန်ရလို့ဟုတ်တိပတ်တိမရှိတော့ပေမဲ့မဟာကန္နာယုံနဲ့ဥပိန်တရားကတော့အထင်ကြီးကျန်ပါတယ်။ဒီမြို့ကချီတဲ့လုပ်ငန်းနဲ့အတော်ကြီးနာမည်ကြီးတာကိုဥပိန်တရားကတော့လွန်ခဲ့တဲ့နှစ်ပေါင်း160ကစောက်ခဲ့တဲ့တရားအိုကြီးပါ။မြို့တော်ကိုအမရပူရာကနေမန္တလေးကိုရွှေ့တဲ့အခါမြို့ကန်ကြီးဥပိန်ကတောင်သမန်အင်းကိုဖြတ်ခါ1.2 ကီလိုမီတာရှည်လျားတဲ့ဒီတရားကြီးကိုကျွန်းနိုင်ပေါင်း1080တိုင်နဲ့စောက်ခဲ့ပါတယ်။တရားပတ်ဝန်းကျင်ကရှုမြတ်ခင်းတွေကလွမ်းမိုးစရာလှလုံးလာမှုကျမတို့လည်းအငေးသားပါပဲ။အဲ့ဒီအချိန်မှာတရားအောက်ကအင်းထဲမှာရေခမ်းပြီးကျွဲကြောင်းနေတဲ့မိသားစုတွေကအမျိုးသမီးတစ်ယောက်ရဲ့တချင်းကြီးတန်ကိုတာယာနာပြောဝဲရကြားလိုက်ရပါတယ်။ဒီရှုခင်းကတော့တစ်ကမ္ဘာလုံးကသဘောကျတဲ့ရှုခင်းပါလေ။ကျမတို့ခြိတဲ့ဆိုင်တွေဘက်လေးလာဖို့ခရီးဆက်ခဲ့ကြပြန်ပါတယ်။ကျမတို့ကျိုးတော်မှာရှိတဲ့နီရှိချင်းပိတ်စာထုတ်လို့ရေးကိုလေးလာတယ်လို့မျိုးဖြစ်မလားလို့မျှော်လင့်မိပေမဲ့တဲလေးထဲမှာရှိနေတာကတစ်သားရက်ကန်းစလေး20ပါပဲ။အမျိုးသားတအူးကအပေါ်ပိုင်းဗလာချင်းပြီးရက်ကန်းခံနေတာကိုတွေ့လိုက်ရပါတယ်။အမျိုးသမီးလေး2ယောက်ကတော့သူတို့စိတ်ထဲမှတ်ထားတဲ့အတိုင်းအဆင့်တွေပေါ်လာအောင်လွန်းတွေကိုပညာစည်းချက်ကြီးရက်ဖောက်နေလေရဲ့။သူတို့ကြည်ရတာကျွမ်းကျင်လွန်းလာပါလေ။တဲရဲ့မျက်နှာချင်းဆိုင်မှာတော့အထည်တွေရောင်းတဲ့အုတ်တိုက်ဆိုင်ကလေးတစ်ဆိုင်ရှိနေပါတယ်။နိုင်ငံသားသူတွေကထမိန်တကွင်းပြီးတကွင်းဖြန့်ကြည့်ပတ်ကြည့်ပြီးပြန်ချထားခဲ့တာတွေနဲ့မှန်ဘီရိုလေးကရှုပ်ပွားနေလေရဲ့။ဆိုင်အတွင်းဘက်ကဘီရိုထဲမှာတော့ပိုးတဲ့တချို့ကိုတွေ့ရပြီးအဲ့ဒီမှန်ဘီရိုအရှိမှာတော့အချိန်ကိုဘယ်လိုဖြုံးရမှန်းမတွေးရသလိုရှိနေတဲ့အမျိုးသားအုပ်စုကိုတွေ့ရပါတယ်။ဒီမှာအထည်တွေကိုဂယုတစိုက်ရှိပုံကညောင်ဦးစည်းတဲ့ကအထည်ဆိုင်တွေရဲ့သူတို့ရောင်းကုန်ကိုဂယုစိုက်ပုံတဲ့အများကြီးတာတာကိုသတိထားမိပါလေ။ညောင်ဦးစည်းတဲ့ကအထည်တွေကတိတ်အရည်သွေးမကောင်းလာတာကိုလည်းသတိထားမိပါလေ။ဈေးတွေကလည်းကွာတာကိုဒီအမရပူရာမှာဈေးကပိုများတယ်လေ။ကျမရဲ့ခင်မွန်းကတော့ဈေးဝယ်တာကိုစိတ်တိုးတတ်သူမို့ခမရဒေါ်လာ80ဘူးဝယ်မှာကိုအချိန်ဘလောက်ကြာကြာသုံးနေမှာလဲလို့ပြောလေရဲ့။ဒါပေမဲ့သူကလည်းရုရှားကအရည်သွေးနေပစ္စည်းတွေကိုဝယ်တာပဲလေ။အဲ့ဒီလိုပြောရင်တော့နိုင်ငံထဲကိုငွေတွေရောက်သွားတာကောင်းတယ်လို့စင်ကြေပြောအောင်ပါ။ဒီတော့ကျမကလည်းကျမရဲ့ငွေတွေဟာစုရဲ့နိုင်ငံတွေကလူတွေရတော့မှမို့ဈေးဝယ်နေတာပေါ့လို့ပြန်ချေပရတာပါ။တကယ်တော့ညောင်ဦးဈေးကနေဝယ်လာခဲ့တဲ့အထည်တွေကအရည်သွေးညံ့တာကြောင့်ဘသူ့ကိုမှလက်ဆောင်မပေးနိုင်ဖြစ်ရပါတယ်။ဈေးရောက်တဲ့အမျိုးသမီးကအပြောကောင်းသူမို့ဘသူ့ကိုမှမပေးဖြစ်ပဲကြံနေတဲ့အထည်တွေကိုမြင်တိုင်းအပြောကောင်းတဲ့ဆိုင်ရှင်အမျိုးသမီးကိုသတိရနေမိပါတော့တယ်။မန္တလေးကျမတို့မန္တလေးကိုကားနဲ့ပြန်လာခဲ့ကြပါတယ်။ကျမတို့နေ့လည်စာစားတဲ့နေရာကနေမြင်ရတာကတော့မန္တလေးပုဂ္ဂလိကဆေးရုံတရုံပါပဲ။အဲ့ဒီမှာအလုပ်လုပ်တဲ့ဆရာဝန်တွေရဲ့ဘွဲတွေကိုလည်းဆိုင်းဘုတ်မှာရေးထားပါတယ်။
ဈေးရုံရှိမှလူလဲမတွေ့ရပဲတန့်ရှင်းနေတာမို့လူချမ်းသာတွေတက်တဲ့ဈေးရုံပဲလို့ထင်မိပါတယ်။ကျမတွေ့ဘူးတဲ့ရန်ကုန်ပြည်သူဈေးရုံကြီးနဲ့အခြားနာကြီးခြားနာနေတာကိုတွေ့ရတာပေါ့။ရန်ကုန်ပြည်သူဈေးရုံကြီးရဲ့ဝင်ပေါက်မှာဆိုရင်လမ်းဘေးဈေးတွေကလည်းပြည်လို့ပန်းတယ်တွေအစားအသောက်ရောင်းသူတွေအသုံးဆောင်ရောင်းသူတွေသာမကဧည့်သည်တွေနဲ့ပါအမြဲစီကားနေတာကိုတွေ့ရတာမို့အဲ့ဒါမှရှင်သန်နေတဲ့ကဘာတစ်ခုလို့ထင်မိပါတယ်။ကျမတို့ရန်ကုန်ပြည်သူဈေးရုံကြီးထဲဝင်သွားခဲ့မှုတဲ့အတွေ့အကြုံကိုလည်းသတိရမိပါတယ်။ကျမတို့ကဂိတ်ကအပေါက်ဆောင်ကိုငွေပေးပြီးဈေးရုံအပေါ်တက်ချီတက်သွားတာပါ။ဈေးရုံအဆောင်တွေဟာဟောင်းပေမဲ့တန့်ရှင်းပြီးတဦးချင်းသီးခြားနေဖို့တော့အခြေအနေမပေးပါဘူး။အဆောင်အကျယ်ကြီးမှာကတင်အမြင့်ကြီးတွေနဲ့ခင်းကျင်းထားပြီးဧည့်သည်တွေကလည်းလူနာတွေကိုစကားတွေပြောလို့ကျမကစွရဲ့မိမိသူနာပြုတ်လုပ်နေချိန်မှာငှက်ပြားကြောင့်ဆေးရုံရောက်လာတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့မြင်မြင်ချင်းအချစ်ဆိုတာကိုသတိရနေမိခဲ့ပါတယ်။ကျမလည်းအတွေးတွေနဲ့ရှောက်သွားနေလိုက်တာအဆောင်ကနေအခန်းလေးတွေပဲရောက်သွားတော့တာပါပဲ။အဲ့ဒီမှာရုတ်တရက်ဆိုသလိုလူတစ်ယောက်ကကျမကိုအသက်လွတ်ကြီးအော်တော့တာပါပဲ။သူအော်နေတဲ့စကားတွေကဘာမှလည်းအထိပ္ပယ်မရှိသလိုပါပဲ။ကျမကိုဆွဆွဲပြီးအောက်ထပ်ဆင်းမဲ့တက်လေကားနဲ့ပြန်ပို့လိုက်ပါတယ်။အပြင်ကိုပြန်မရောက်ခင်မှာတော့ဆေးရုံအနေအထားကိုလေ့လာဖို့အချိန်လေးတော့ရလိုက်ပါရဲ့ဘယ်လိုပဲဖြစ်ဖြစ်အသက်ဝင်နေတဲ့အဲ့ဒီဆေးရုံဟာစူညံလို့ပါပဲအခုကျမမြင်နေရတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကတော့တိတ်ဆိတ်နေလိုက်တာလူတွေကဇရိတ်ကြီးမှကြောက်ပြီးအပေါက်နားတောင်မတိကြလျော်လာပဲဆက်တွေးမိတာကတော့မြန်မာပြည်ကလူတွေဟာတိတ်ဆိတ်မှုကိုဆေးရုံမှာငွေပေးပြီးလာရှာနေမလားလို့ပေါ့မန္တလေးမှာတင်းရတဲ့ဟိုတယ်ကတော့တကယ်ကျေနပ်စရာကောင်းပါတယ်ကျမတို့အခန်းပတင်းပေါက်ကကြည့်ရင်နန်းတော်နဲ့မန္တလေးတောင်ကိုလှမ်းမြင်နေရတယ်လေ1885ခုနှစ်တီဘောမင်းပါတော်မူခဲ့တဲ့နန်းတော်ဂိတ်ကိုကျမကမသိတော့မမှန်းတတ်ဘူးဖြစ်နေပါတယ်ကျမဖတ်ခဲ့ဘူးတဲ့စာအုပ်တုပ်ကိုလည်းသတိရမိပါတယ်ရုရှားစာရေးဆရာပါစတာနာကလိုတော်တဲ့အာမီတာဂို့ရှ်ရေးတဲ့မန်နန်းတော်ဆိုတဲ့စာအုပ်ပါဒီစာအုပ်ကိုပထမဆုံးအကြိမ်ဖတ်ရတော့မြန်မာပြည်ရဲ့ကြေကွဲဝက်ဇက်ကိုသိခဲ့ရပါတယ်ဒီတက်ပို့ပြီးလဲသိကျင်လာပါတယ်အမှန်တော့မှန်တဲ့တော်စာအုပ်ဟာအလက်ဇန်ဒါအနေနဲ့ជីជីမတန်အေးကိုလက်ဆောင်အဖြစ်ဝယ်ပေးခဲ့တဲ့စာအုပ်ပါជីជីမတန်အေးရဲ့တယ်လီဖုန်းထဲကအတန်းဟာစိတ်အားငယ်နေတယ်လို့ထင်ပြီးသူရှိတဲ့ဩစတြေးလျကိုသွားခဲ့တော့ကကျမရောက်ပြီး3ရက်လောက်ကြာတော့အလက်ဇန်ဒါလည်းရှီကာဂိုကနေရောက်လာခဲ့ပါတယ်အလက်ဇန်ဒါကစုလိုပဲငငယ်ကလေးကစာအုပ်ဖတ်တာကိုဝါသနာပါတာကိုကျမလည်းသူ့ရဲ့လက်ဆောင်ကိုသဘောအကျကြီးကြားခဲ့တယ်လို့စာအုပ်အဖုံးပေါ်ကဥပိန်တရာရှုခင်းကိုလည်းမှတ်မိနေပါတယ်။ဂျပန်မှာရှိတဲ့နာရနဲ့ကျိုတိုကလူတွေကတော့မန္တလေးမြို့တီပုံဟာသူတို့မြို့တွေနဲ့ဆင်တူတာမို့မန္တလေးကိုရောက်ရင်လွယ်လွယ်နဲ့သဘောပေါက်နိုင်မယ့်ပုံပါ။နန်းတော်ကို3ကီလိုမီတာအရှည်ရှိတဲ့ကျုံးမြို့ရိုးနဲ့ပတ်လည်ဝိုင်းထားပါတယ်။စတူရန်ကွက်ထဲမှာစနစ်တကျဖောက်ထားတာတွေပါ။အရှိတရားကိုဖြတ်ကျော်ပြီးနန်းတော်တွေကိုဝင်တော့အမြောက်ကြီးတွေကိုအရင်တွေ့ရလေရဲ့။နန်းတော်ကိုတင်ကန်းရောင်တုပ်ထားပြီးဒုမရှိတဲ့ပစ္စည်းတွေနဲ့စောက်ထားပုံကိုတွေ့ရတော့အပေါ်စားဆန်တယ်လို့မြင်မိပါတယ်။နေရာတကာမှာနန်းတော်အစစ်ပုံမျိုးဖြစ်အောင်စ조사လုပ်ထားပုံကိုတွေ့ရပေမဲ့မတူနိုင်ဘူးဆိုတာတွေးမိပါတယ်။1858ခုနှစ်မှာမင်းတော်မင်းကနန်းတော်ကိုအမရပူရာကနေမန္တလေးကိုရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စာအုပ်တွေအဆိုအရတော့နန်းတော်တည့်ရဲ့ပြည်သူကလက်ရဟာအတော့ကိုခင်မီခမ်းနားခဲ့တယ်လို့ဆိုပါတယ်။မင်းတော်မင်းကံကုံတော့သူ့အခန်းကိုရွှေ့ပြီးနန်းတော်ကျောင်းရဲ့လို့ဘုန်းကြီးကျောင်းဖြစ်လာပါတဲ့အတိတ်နန်းတော်ရဲ့အေဂျင့်မှုတွေကိုတစ်သားပပုတွေကကိုစားပြုနေတယ်လို့တော့ကျွန်မခံစားမိခဲ့ပါတယ်။အင်္ဂလန်ကမန္တလေးကိုသိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာတော့နန်းတော်ဟာအင်္ဂလိပ်စစ်တပ်ရဲ့ဌာနချုပ်ဖြစ်သွားပါတော့တယ်။ကျမတို့ရောက်တဲ့အချိန်မှာတော့မြန်မာတပ်မတော်ကနန်းတော်မှာနေရာယူထားပြီးဖြစ်ပါတယ်။နန်းတော်ရဲ့အငွေ့အသက်လေးတွေကိုခန်းစားဖို့ကိစ္စမှာအခိုင်အမာဆောက်ထားတဲ့ဘားတိုက်တွေကိုမြင်ရတော့အဆင်မပြေသလိုပါပဲ။ကြည်ရဆိုးလိုက်လေလို့ခံစားလိုက်ရပါတယ်။ကျမကဒီနန်းတော်ကိုဘသူကဖျက်ဆီးခဲ့တာလဲလို့ဆိုတော့ကျမတို့ရဲ့အဲလန်းညွန်ကဂျပန်တပ်တွေလို့ဖြေလေရဲ့ကျမလည်းဘာလို့သာတလုံးနဲ့អော်လိုက်မိပါတယ်ဒါဆိုဒီနန်းတော်ပြန်ပြုပြင်တည်ဆောက်ရေးကိုဂျပန်အစိုးရကလုပ်ပေးတင်တာပေါ့လို့တစ်ဆက်သေးဆက်ပြောပြပါတယ်တကယ်တော့ကမ္ဘာအမွေနှစ်ပြည်သူကလက်ရတစ်ခုကိုတခြားနိုင်ငံကစစ်တပ်ဟာအတောင်အဆိုင်မရှိဖျက်ရစ်ထားပါလားဒါဟာစစ်ကြောင်ပြည့်ရတာမဟုတ်ပဲစစ်တပ်ကြောင်ပြည့်ရတာလို့သဘောပေါက်မိပါတယ်တကယ်လို့ဒီလိုလုပ်တာဟာအင်္ဂလိပ်စစ်တပ်ကဆိုရင်ဒီလောက်ဒေါသထွက်မိမှာမဟုတ်ဘူးထင်ပါတယ်။သူများရဲ့နန်းတော်ကိုလည်းဖျက်ဆီးသည်သူတို့ဂျပန်စစ်ပြန်တွေကလည်းမြန်မာပြည်ကိုလွမ်းနေပြောသေးတယ်ဆိုတော့ကျမဘလို့များနားလဲပေးရပါမလဲ။ဒီလိုသိလိုက်ရပြီးတဲ့နောက်မှာတော့ကျမဟာမန္တလေးမြို့ရဲ့လေဖို့တောင်စိတ်မပါတော့သလိုဖြစ်မိပါတယ်။
မန္တလေးတောင်ပေါ်တော့တက်ပြီးစန္ဒမှုခိဘလူးရုပ်ကိုတော့ကြည့်ပြပါသေးရဲ့ညနေဆောင်မှာတော့ချီတဲ့လုပ်ငန်းတစ်ခုကိုသွားလေ့လာပြပါတယ်ဒီကပိုးတယ်တွေကတော့လူထုတော်မှာရေးခဲ့တယ်လို့ပါပဲအကြီးအသွေးအတော့ကိုကောင်းပါတယ်တော်အမကပိုးတယ်ဆိုရင်မန္တလေးအရှိပြင်ကပိုးတယ်ကအကောင်းဆုံးလို့ရေးခဲ့တာကိုကျမတို့ကကမန်းကတန်းလဲတာဆိုတော့မန္တလေးဟာတရုတ်မြို့ဖြစ်နေပြီဆိုတာဟုတ်မဟုတ်မလေ့လာနိုင်ခဲ့တာကိုတော့စိတ်မကောင်းဖြစ်မိပါတယ်ပဲခူးကလျှောင်းတော်မူဖျားပကံနဲ့မန္တလေးကပြန်တော့ကျမတို့လည်းနွမ်းနေပါပြီနောက်နေ့မနေ့အဲလဲညုံကလာခေါ်တော့ကျမတို့လည်းပင်ပန်းပေမဲ့လိုက်လာဖြစ်ပါတယ်ကားကမင်္ဂလာတုံလေးစိတ်ကိုတောင်ကြော်ပြီးမောင်းနေလေတော့ကျမခင်မုန်းကစိတ်နဲ့တူသလိုဖြစ်နေလို့ကျမကပဲသူတို့ခေါ်ရနောက်သာလိုက်ရအောင်ပါလို့နှစ်သိမ့်ရပါတယ်ပဲခူးကရန်ကုန်ရဲ့မြောက်ဘက်ကီလိုမီတာ80အကွာလောက်မှာရှိပါတယ်ကားလမ်းတစ်လျှောက်မှာပထမတော့အများသောအိမ်သားလို့ထင်ခဲ့မိပြီးနောက်မှဓာတ်စီဆိုင်လို့သိလိုက်ရတဲ့ဆိုင်ကြီးတော်တော်များများတတိထားလိုက်မိပါတယ်။အဲ့ဒီအချိန်ကဓာတ်စီကိုကိုတာနဲ့ပဲရောင်းချပေးတာပါ။2009ခုနှစ်မို့အဲ့ဒီအချိန်မှာဓာတ်စီကဆိုင်ဈေး1500ကျပ်လောက်ဖြစ်ကမောင်ကိုဈေးကတော့4500ကျပ်လောက်ဖြစ်ပါတယ်။ဓာတ်စီစာအုပ်နဲ့ပြပြီးဝယ်နေကြတာကိုကြည့်ရတော့ကျမလည်းစိတ်ထဲအစင်မပြေဖြစ်ရပြန်ပါတယ်။စီစာအုပ်မေ့နေရင်ဝယ်ခွင့်မရဖြစ်တယ်လို့ကားသမားကရှင်းပြပါတယ်။စီစာအုပ်ဆိုတာကလည်းလက်ပေါင်းစုံကင်ထားတော့မဲသေးညစ်ပတ်နေတာပါပဲ။ဒါအပြင်တဘာဝတန်ငွေနဲ့ရည်နံတွေထွက်သလောက်လူတို့ကအခုလိုဓာတ်စီဝယ်တာတောင်အစင်မပြေပဲဖြစ်နေတာတွေကိုမြင်ရတော့စိတ်ပြက်မိပါတယ်။ရန်ကုန်မှာမောင်းနေတဲ့ကားအများစုကလည်းဂျပန်ကသုံးပြီးသားကားတွေဖြစ်နေပါတယ်။ကားတွေမှာဂျပန်စာတွေတွေ့ရတာကတော့ဂျပန် tourist တွေအတွက်စိတ်သက်သာရတောင်ရသည်လို့ဆိုရမှာပါပဲ။ကျမတို့ကားဒရိုင်ဘာကပြောတာကတော့ဂျပန်ကားတွေရဲ့ဈေးကအစိုးရရဲ့အခွန်တိုးကောက်မှုအပါအဝင်စီမင်းစည်းကမ်းတွေကြောင့်မှ2ဆလောက်တက်လာတယ်လို့သိရပါတယ်။ဒါကြောင့်ဌာနဆိုင်ရာဒဇိမ့်နဲ့ကားတွေအားလုံးလူလူကတော့ဂျပန်ကားတွေမဟုတ်ကြပါဘူး။ပဲခူးကတော့73ရာစုကနေ16ရာစုအတွင်းမြမထီနန်းဆိုင်ရာမြို့တော်ဖြစ်ခဲ့ပူပါတယ်။ပဲခူးလို့ဆိုလိုက်ရင်ရွှေမော်တော်နဲ့ရွှေသားလျောင်းစီရီတွေကကြော်ကြားပြီးသားပေါ့။ပဲခူးကနေနန်းတော်ရွှေသွားပြီးနောက်မှာတော့ရွှေသားလျောင်းကိုလည်းလူတွေမေ့လျော့သွားပါတော့တယ်။19ရာစုကျမှအင်္ဂလိပ်လက်ထက်မှာအိန္ဒိယပညာရှင်တယောက်ကမီးရထားလမ်းဖောက်ဖို့လိုက်ကြည့်ရကရွှေသားလျောင်းကိုတောထဲမှာသွားတွေ့ပါတဲ့။ရွှေသားလျောင်းရုပ်ပေါ်တော်ရဲ့ညံတော်က54.88မီတာတောင်မြင့်ပါတယ်။စစ်တမ်းကိုမခံခဲ့ရတာမို့ရုပ်ပေါ်တော်ရဲ့ခြေတော်မှာရှိနေတဲ့မန်စီရွှေချအပြောက်အမွှန်းတွေတောင်မပြတ်စည်းပဲကျန်နေတာကိုတွေ့ရပါတယ်။အဲဒီနောက်မှာတော့10စုနဲ့10စုသာလုံးလုံးလျောင်းတော်မူနေရတဲ့ရွှေသားလျောင်းကိုတော့လေဘုရားဖူးတွေတပွဲဝဲနဲ့မနာရတော့ပြီဘူးမိသားစုတွေတစုပြီးတစုကရုပ်ပွားတော်ကိုနောက်ခံထားပြီးတပ်ပုံရိုက်နေကြပါတယ်ဘုရားရဲ့ညာဘက်ကွင်းပြင်ထဲမှာလည်းနောက်ထပ်လျောင်းတော်မူတစုကိုတွေ့လိုက်ရပါတယ်ဒီရုပ်ပွားတော်ကအစာအောင်ရောင်မများပေမဲ့မျက်နှာတော်လုံးဝန်းပြီးတပ်ပေတာမို့အဲ့ဒီရုပ်ပွားတော်ကိုပဲကျမတို့ကတပ်ပုံရိုက်ဖြစ်ခဲ့လေရဲ့အေယာဝတီမြစ်ဘေးကစီးစာချင်းတပ်ပုံ2ပုံရဲ့ဒီလျောင်းတော်မူပုံရဲ့ကတော့အခုအချိန်ထိကျမတို့အိမ်ဧကန်းမှာရှိနေပါတယ်တိတ်လဲပင်မနေပြီးမို့ရွှေမော်တော်စီဒီကိုတော့အဝေးကနေပဲဖူးပစ်ပါတယ်။ကျမကထင်ရှားတဲ့နေရာတွေကိုတခါတည်းနဲ့အကုန်ရှောက်မလဲဘူးလို့လည်းဆုံးဖြတ်ထားပါတယ်။ဒါမှစိတ်ကလဲစရာကြံနေလေခြင်းရဲ့လို့ဖြစ်ကနောက်တစ်ခါလာခြင်းပါလေ။ဒီ2009ခုနှစ်ခရီးမှာတော့စုကိုမတွေ့နိုင်ခဲ့သလိုသတင်းစကားလည်းမပါနိုင်ခဲ့ပါဘူး။ဒါပေမဲ့အများစုဟာဗုဒ္ဓရဲ့အဆုံးအမအတိုင်းအတန်နိုင်ဆုံးအကောင်းဆုံးနှလုံးသွင်းထားကြတာကိုတွေ့ရတာမို့ကျမတို့ကျေနပ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ကျမတို့နောက်ကိုတစုံတစ်ယောက်ကလိုက်ကြည့်နေတယ်လို့ခံစားရချက်ကလည်းရှိနေပါတယ်။စုရီနောက်တစ်ခေါက်မှာတော့စိုးရင်ကြောင်ကြမှုတွေမရှိပဲရှင့်ကိုလာတွေးကြပါရဲ့။ဟုတ်ကဲ့ပါရှင်။အခုနားဆင်ခဲ့ကြရတာကတော့ဘုရင်စာရေးဆရာမနိုရီကိုအိုတူရဲ့ Letter for Aung San Suu Kyi ကိုဆရာမမတိရာစန်းချောင်းမြန်မာဘာသာပြန်ခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်တို့စာတစ်စောင်ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင်။နားဆင်ကြတဲ့များရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျွန်မကတော့NGပါ။